Hallelujah အင်မတမဝမ်းမြောက်ပါတယ်ဖျားခင်ပြင်ဆင်ပေးတဲ့ဒီနေ့ရက်ကိုပြင်ဆင်ပေးတဲ့ဖျားရှင်နာမကပါဆက်ဆက်ပုံကြည်และမင်္ဂလာရှိပါစေကျွန်တော်ဖျားရဲ့သဘောတဘာဝကိုနားလေသွားရင်သိပြီးတော့မှကြီးမားတဲ့မင်္ဂလာရှိတယ်ဒါကြောင့်ယောဟန်ခန်းကြီး8အငယ်32မှာဗာပြောလဲဆိုတော့တမန်တရားကိုလည်းသိကြသဖြင့်ထိုတရားသည်တင်တို့ကိုလွတ်စေမယ်လို့ပြောတာ Ye shall know the truth the truth will set you free Ye shall know the truth the truth will set you free ဒီမှာရှိတဲ့ညီကိုမောင်မတို့ကျွန်တော်ကဖခင်ရဲ့ဂျေဇုတော်ကြောင့်ဖခင်ရဲ့အကြံအစီတော်ကိုနားလေခွင့်အနှဲငယ်ရလာတဲ့အချိန်ကနေစပြီးတော့မှကျွန်တော်ဘဝကအင်မတန်ထူးခြားတယ်ထူးခြားလာတဲ့အခါမှာကျွန်တော်မပြောဘဲမနေနိုင်လို့ဖခင်ကောင်းမြတ်ခြင်းကိုပြောနေရတာပဲဖြစ်တယ်တခါလေကျွန်တော်စဉ်းစားတယ်အမျိုးစုံသောအကြောင်းရင်းတွေဖြစ်လာတဲ့အချိန်မှာကျွန်တော်ဒီလိုဆုံးဖြတ်တယ်ငါအင်္ဂလိပ်တင်းတော်အင်္ဂလိပ်အတိုင်းဝိုင်းမှာပဲငါယူပါယုံလဲကြီးကြီးထားရတော့အင်္ဂလိပ်အတိုင်းဝိုင်းမှာပဲငါဆက်ကတ်တော့မယ်တော်ပြီဒီလူတွေကမတမှုကွာဆိုပြီးတော့မှဆက်ဆုံးစဉ်းစားတဲ့အချိန်တွေရှိပါတယ်စဉ်းစားတဲ့အချိန်တွေရှိပါတယ်စေတနာနဲ့ငါတလောက်ပေးတဲ့အရာတခုဘာလို့နားမလဲတာလဲဆိုတဲ့အပိုင်းတွေရှိတယ်ကျမ်းစာဘာပြောလဲဆိုတော့နောက်တစ်ပိုင်းမှာငါလူတို့ဒီပညာနည်းလို့ဆုံးရှုံးတယ်ဆိုဖခင်ရဲ့သဘောတဘာဝကြီးကသူ့သားသမီးတွေလုံးဝမဆုံးရှုံးစေခြင်းဘူးဗျအာမင်ဖခင်သူ့ရဲ့သားသမီးတွေကိုအောင်မြင်စေခြင်းလွန်းလို့ယေရှုခရစ်တော်ကိုလောကကိုကြွလာစေပြီးကျွန်တော်ကျမတို့အတွက်အပြစ်ကြွေးအလုံးဆက်ပေးခဲ့တာဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်လှုပ်ဆောင်ပေးခဲ့တာကျွန်တော်တို့အပြစ်ငရဲကနေလွတ်မြောက်ဖို့တခုပဲဆိုရင်တော့ဒီလောက်ပဲပေါ့နော်ဒါပေမဲ့တကယ်လေ့လာတဲ့အခါမှာဒါကြောင့်ငါလူတို့ကပညာနည်းသောကြောင့်ဆုံးရှုံးတယ်ဆိုတဲ့စကားလုံးကဘာကိုပြောတာလဲဆိုတော့ငါကအောင်မြင်ခြင်းကိုပေးထားရဲ့သားနဲ့ငါပေးတဲ့အရာကိုမသိဘူးဘယ်လိုယူရမှမသိတဲ့အရာကသူတို့ကိုရှုံးနေစေတာလို့ပြောလိုက်တာဖြစ်တယ်ဆိုတော့ဒီနေ့ဖခင်ရဲ့အကြံအစီကိုသူရဲ့အသင်းတော်ကိုသိဖို့ရန်တော့ဖခင်သခင်ဝိညာဉ်တော်အပြင်ဝိညာဉ်တော်အခွင့်ပေးတဲ့အမှုတော်ဆောင်တွေကနေဖခင်စကားပြောနေပါတယ်ဒါပေမဲ့ဒီနေ့ယုံကြည်သူတွေမှာ confused ဖြစ်နေတယ်ယုံကြည်သူတွေမှာရှုပ်ထွေးနေတဲ့အရာပါလဲဆိုတော့ဝိညာဉ်တော်ရဲ့ဖွင့်ပြမှုကိုနားမလည်တဲ့အခါမှာကျမ်းစာအုပ်ကင်ပြီးတော့ဟောတဲ့ဆရာတိုင်း reasonable ကြပြောနိုင်ရင်ဟုတ်ပြီလို့ထင်တယ်ဒါလည်းမမှားပါဘူးပြဿနာပါလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကဆရာတွေနဲ့ပဲကြီးပြင်းလာပြီးတမန်တရားနဲ့မကြီးပြင်းလို့ဖြစ်တယ်ဆရာတွေပြောသမျှလောက်နဲ့ပဲ
ကိုယ်တိုင်ကတောက်ကပတ်တော်နဲ့တွာလာခြင်းမရှိတော့ကြောင့်ဆုံးရှုံးနေတဲ့ခရိယန်တွေအများကြီးပဲဟိုလူပြောတဲ့စကားကသူနဲ့တဘာဝတူရင် तू ကဒါပဲအမှန်လို့ခံယူတယ်ကိုကအမှန်လို့ထင်ထားတဲ့အရာကမှားနေရင်သူ့ဘဝတစ်ခုလုံးအတွက်ဆုံးရှုံးသွားတယ်ဒါဆိုတော့တမာတရားစစ်မှန်တဲ့တမာတရားကိုဘယ်လိုသိနိုင်လဲတဲ့စစ်မှန်တဲ့တမာတရားမှာအမြဲတမ်းတတ်သိရှိတယ်ဘာရှိတယ်လဲတတ်သိရှိတယ်ဆိုတော့အကြောင်းအချက်လေးတွေနဲ့ပြောပေမဲ့ဟောပြောနေတဲ့ဆရာတွေဘုရားသုံးနေတဲ့သူတွေလည်းအများကြီးတော့ရှိပါတယ်နော်ဒါပေမဲ့ဆရာအနေနဲ့တော့ဘုရားရဲ့အကြံအစီတော်ကိုပြောတဲ့အချိန်မှာတိုက်ခိုက်မှုတွေအများကြီးလာတာဒါပေမဲ့ဘလောက်တိုက်ခိုက်မှုလာဆရာမပြောရင်ဒီပုတ်ထဲကဒီပဲသွားကြအောင်ပါပဲဒီလိုပုံစံနဲ့ပဲသွားကြအောင်ပါပဲဆရာမပြောလို့မရဘာလို့မြန်မာပြည်မှာဆရာပြန်ရောက်သွားပြီးတော့မှအများကြီးနှုတ်ထမှုတွေဖြစ်စေခဲ့တယ်2012ကနေစပြီးတော့နှုတ်ထမှုအများကြီးဖြစ်စေခဲ့တယ်ဖျားကြောင်းထဲမှာပဲငြိမ်နေတဲ့သူတွေအယတမားတွေဘိန်းစာတွေအများကြီး2012မှာပြောင်းလဲခဲ့တယ်လွတ်မြောက်ခဲ့တယ်ဖျားမလုပ်ရင်ကျွန်တော်လည်းမလုပ်တတ်ဘူးအဲ့ဒါတွေကဂိုင်းကနာတွေထဲကနေလွတ်မြောက်တယ်လူမျိုးတွေထဲကနေလွတ်မြောက်တယ်ကျွန်တော်ဖျားအသုံးပြုခဲ့ပါတယ်ဒါပေမဲ့ဆရာဝိညာဉ်ထဲမှာအမြဲတမ်းဖြစ်နေတဲ့အရာတစ်ခုကဘာလဲဆိုတော့ဖျားသခင်ရဲ့အမွေခံလို့ပြောတဲ့ဖျားသားသမီးတွေကအမွေမရတာကိုစိတ်မကောင်းတာတချို့ကလည်းပဲတိတလောက်တော့ပြောကြတာပေါ့ချို့လူတွေဘာပြောဆိုဆရာဒေးဗစ်လာကကြွယ်ဝချင်းကြောင်အယံပြောတယ်လို့ပြောတယ်တရားရဂိုင်တို့ကျွန်တော်ပြောမယ်ဖခင်ကကြွယ်ဝစေခြင်းနဲ့ဖခင်ဖြစ်တယ်မစင်းရဲစေခြင်းဘူးညီကိုမောင်မသူတို့သားသမီးတွေခင်ဗျဘာမှကောင်းကင်ဘုံရှင်အဖအကြောင်းမပြောသေးနဲ့အရင်တော့ခမည်းသားသမီးကိုခမည်းစင်းရဲစေခြင်းလားအဲ့ဒါပဲပြောဘယ်သူမှမစင်းရဲစေခြင်းဘူးအသက်ကိုယ်တော်မှစွန့်ပြီးတော့မှချစ်တဲ့ဖခင်ကသူ့သားသမီးကိုအကောင်းဆုံးဖြစ်စေခြင်းနဲ့ဗျသင်တို့တောင်းပန်ကြံစီသမျှထက်အလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တော်မူသောဖခင်တဲ့သင်တို့တောင်းတာထက်ပိုကောင်းတော့ပေးခြင်းနဲ့ဖခင်ကျွန်တော်တို့ဖခင်ဗျငါဤဖျားခင်သည်ဘုံဝါတို့ပေါ်၌စံပေတော်မူသောစီစဉ်ရှိတဲ့သင်တို့အလိုရှိမြောက်ရွေရှိခရစ်အပြင်ပြည့်စုံစေမယ်ဆိုတော့ကျွန်တော်ဘာအဓိကပြောရလဲဆိုတော့ကျွန်တော်ကကျွဲဝခြင်းအကြောင်းကိုအဓိကပြောနေတာမဟုတ်ပဲနဲ့ဖျားကိုရရဲ့သားနဲ့ဘာလို့မကျွဲဝလဲဆိုတော့ကျွန်တော်ပြောနေတာဖျားမပါလာတဲ့ကျွဲဝခြင်းကလည်းအလကားပဲဖျားမပါလာတဲ့ကျွဲဝခြင်းအလကားပဲဖျားမပါလာတဲ့အိမ်ကြီးမှနေရလဲအလကားပဲဖျားမပါလာတဲ့အရာမှန်သမျှဘာတစ်ခုမှမကောင်းဘူးဒါပေမဲ့ဖျားကိုရတယ်ပြောပြီးတော့မှအကျွေးတွေနဲ့သူများကိုလိန်ရညာပြီးတော့မှပူပန်တောကင်နဲ့နေရတာဖျားလို့တော့မဟုတ်ဘူးဗျဆရာတယောက်ကတရားဟောတယ်အမှုတော်ဆောင်တယောက်ရဲ့သားကတဲ့အမှုတော်ဆောင်တယောက်ကအယမ်းဆင်းရဲတော့သူ့ရဲ့သားကငါတနေ့အမှုတော်ဆောင်ဖြစ်ငါအဖေလို့စင်စင်ရဲနဲ့အမှုတော်မဆောင်ကြွကြွဝအမှုတော်ဆောင်မယ်လို့ပြောတယ်တဲ့အဲ့လိုပြောတာမှားတယ်တဲ့အဲ့ဆရာပြောတယ်ကျွန်တော်ပြောမယ်မမှားဘူးကျွန်တော်တို့ငယ်ငယ်တုန်းကဘယ်အမှုတော်ဆောင်မှအထင်မကြီးဘူးကျွန်တော်တို့အမှုတော်ဆောင်ခြင်းစိတ်လည်းမရှိဘူးအမှုတော်ဆောင်ဖို့လည်းလာမပြောနဲ့စိတ်ဝင်စားဘူးပတ်စံချမ်းသာတဲ့အသင်းတော်မှာသင်းအုပ်ဆရာဖြစ်ရင်တော့နည်းနည်းတကာမတွေကတောင့်တော့
သူတို့လည်းနည်းနည်းအဆင်ပြေတာပေါ့စင်းရဲတဲ့နေရရှိတဲ့တင်းအုပ်ဆရာတွေကြတော့အတင်းသားတွေကလည်းစင်းရဲတော့သူတို့လည်းလိုက်စင်းရဲတဲ့ဒါဆိုနေရပေါ်မှာမူတည်သလားကျွန်တော်တို့ရဲ့ကောင်းကြီးอ่ะ no ကျွန်တော်ကောင်းကြီးကိုအရင်မပြောဘူးကယ်တင်ခြင်းကိုယင်ပြောတယ်ယေရှုကိုအရင်ဆုံးရရမယ်သင်ဘာသာဘီလီယံနာမကလို့ကြိုက်တာဖြစ်ဖြစ်သဘောပေါက်အောင်ရှင်းပြရှင်းတယ်မြန်မာပြည်သားတွေကိုလည်းပဲအမှုတော်ဆောင်တွေကစသဘောမပေါက်တာကျွန်တော်ပြောတာနံပါတ်1သင်ယေရှုရရမယ်နံပါတ်1အသက်ကြောက်တည်းဟူသောယေရှုကိုရရမယ်သားတော်ကိုမရရင်အသက်ကိုမရသားတော်ရတော်သူသည်အသက်ကိုရ၏အရေးကြီးတာကတင့်ဘာသာဘလောက်ကျွဲဝချမ်းသာမနက်ဖြန်နေ့ရမှာဒိန်းဆိုမနက်ဖြန်အောင်မပြောနဲ့မနေ့ကကျွန်တော်ရဲ့ချစ်လာတဲ့နော်မထရီစီဆ iam မထရီစီရဲ့တားလေးတားအကြီးဟာတချင်းဆိုနေရင်းနဲ့စတိတ်စင်ပေါ်မှာပဲ heart attack ဖြစ်ပြီးတော့မှဆုံးသွားတယ်ခင်ဗျဆုံးသွားတယ်ခင်ဗျကျွန်တော်တို့လည်းပဲလူအသက်ဆိုတာအခိုးငွေ့လေးပါဗျအခိုးငွေ့လေးပါခဏနေပျောက်ကွယ်သွားမဲ့လူတွေပဲဗျနေမြင်ညပျောက်ပါဒါပေမဲ့ကျွန်တော်ပြောပြချင်တာနေမြင်ညပျောက်အချိန်မှာနံပါတ်1သင်ရထားမှာထာဝရတတ်ပဲဘယ်သူအဖြစ်လဲယေရှုအဖြစ်ဘုရားခင်သားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရတတ်ကိုရစေခြင်းကဘုရားခင်သည်မိမိ၌တပါးရီသောသားတော်ကိုစွန့်တော်မူသည့်တိုင်လောကီသားတော်ကိုချစ်တော်မူ၏ဆိုတော့ဒီမှာရှိတဲ့ညီကိုမောင်မရောက်စီတိုင်းအရင်ဆုံးသင်ရဲ့နံပါတ်1အချက်ကတော့ခရိယန်ရဲ့အတ္တရဲ့ကာကြီးကတော့ကယ်တင်ခြင်းပဲကာကြီးဆိုတာစလိုက်တာနဲ့သူငယ်တန်းကာကြီးဆိုတာစတင်တာနဲ့တင်သိရမှာခရိယန်တတ္တရဲ့ကာကြီးကကယ်တင်ခြင်းပဲဗျအေးယေရှုကိုရပြီးတာနဲ့ကယ်တင်ခြင်းပဲရတယ်လို့ပြောရင်ကျွန်တော်လက်မခံဘူးဗျသားတော်နဲ့တကွ Come on that's what I'm talking about သားတော်နဲ့တကွဘာကြောင့်ကျွန်တော်ပြောတယ်ထင်လို့လဲညီကိုမောင်မတို့ကျွန်တော်နိုင်ငံတကာသွားပြီးဗျဖယားသခင်လည်းနိုင်ငံတကာမှာကျွန်တော်ဖယားအသုံးပြုလာတဲ့ချိန်မှာနိုင်ငံတကာတော့မှတကယ်ဖယားနိုင်ငံရဲ့ general တွေနဲ့ကျွန်တော်ဖယားခင်ကအတူအလုပ်လုပ်ခိုင်းတဲ့အချိန်မှာမြန်မာပြည်ထဲမှာရှိတဲ့အမှုတော်ဆောင်နဲ့လောကမှာဟလာဒီနိုင်ငံတကာမှာဖယားချီးမြှောက်တဲ့အမှုတော်ဆောင်နဲ့ခွာခြားတော့ကျွန်တော်တွေ့လိုက်တယ်သူတို့တွေကဘရင်သားသမီးတွေလိုအမှုတော်ဆောင်ပြီးတော့ငါတို့တွေကဘယ်လိုမှုတော်ဆောင်နေတာလဲဆိုတာကြီးကိုကျွန်တော်သွားမြင်တယ်အဲ့မှမခံစားနိုင်ဘူးရှာကူပါတင်ပေးတယ်ထင်လို့လဲညီကိုမောင်မတို့ဆရာသားသမီးတွေကို2026ကနေစပြီးတော့မှဒီသားသမီးတွေရဲ့ငွေကြေးဟာလုံးလိုက်ချလဲလိုက်တာမဖြစ်စေရဘူးကျွယ်ဝရမယ်ကိုယ်ပိုင်လုပ်ငန်းတွေဖြစ်လာမယ်အဲ့လိုပြောလို့လူတွေအကြိုက်ဆရာရှောက်ဟောတာမဟုတ်ရှောက်မကြိုက်တဲ့လူလည်းအများကြီးပဲအကြိုက်ဟောရင်ကြိုက်တဲ့လူပဲရှိမှာဗောဗျဘာလို့ကျွန်တော်မကြိုက်လဲကျွန်တော်ကြိုက်မကြိုက်စိတ်ဝင်စားဘူးလူတွေလွတ်မြောက်ဖို့ပဲကျွန်တော်ဟောတယ်လူတွေကြိုက်အောင်ဟောမှာတော့ကျွန်တော်ဟောတတ်တာဗောဗျာကျွန်တော်တော်တယ်ဗာထင်လို့လဲဒါပေမဲ့အချိုးမပြေတဲ့ရုပ်ပေါက်တယ်ကျွန်တော်ကဘာဆိုကျွန်တော်ကတဲ့အကျွေးတာဖယားပြောခိုင်းတာပဲကျွန်တော်ပြောတယ်အလူငွေလဲစိတ်ဝင်စားဘူးဘာဆိုကျွန်တော်ဖတ်တာကျွန်တော်ကျွယ်ဝပြီးသားဖြစ်နေလို့ကျွယ်ဝတယ်ဆိုတာလည်းပဲခဏနေရှင်းပြမယ်ဒါလည်းရှင်းပြမယ်ဒီမှာရှင်းပြတာဒီနေ့အများများတယ်အောင်မြင်ချင်ရင်တဲ့ဘယ်လိုလုပ်ရမလဲဆိုတော့ AI မေးတယ် AI မေးစရာမလိုတို့မှာ HI ရှိတယ် AI ဆိုတာသိလား Artificial Intelligence ဆိုတော့ Artificial ဆိုတာဘာလဲအဓိပ္ပာယ်ပြောင်းလိုက် Artificial ဆိုတာဘာလဲတွားပြီဟုတ်လား Artificial Intelligence ဟုတ်လား AI ဆိုတာဟုတ်လား Artificial Intelligence ဘုရားသခင်ကခရစ်တော်ကကောင်းကင်ဘုံပြန်တက်ကြွသွားတဲ့အချိန်မှာ AI ထားခဲ့တာမဟုတ် HI
Holy Spirit intelligence ကိုထန်ထားပေးခဲ့တာမင်းတို့အကျွေးမဲ့ပေါ်ပြမဲ့သူက HI not AI ကျွန်တော်အရင်ပြောတတ်တယ်နော်မပြောချင်လို့နေနေတာဒါမဲ့ကျွန်တော်ပြောချင်တာညီကိုမောင်မတို့ဒါတွေနဲ့ကျွန်တော်ချိန်မကုန်နိုင်ဘူးဒီမှာရှိတဲ့မိသားစုတွေအကျွေးတွေထဲနဲ့လွတ်မြောက်မယ်သာသနာထဲမှာပါဝင်ရမယ်အမှုတော်ထဲမှာစက္ကန့်နိုင်ရမယ်ပေးကမ်းနိုင်တဲ့သူတွေဖြစ်ရမယ်နိုင်ငံတော်ကပြန်ကြည့်ပြီးတော့အားကျတဲ့သူတွေဖြစ်ရမယ်ပတ်ဝန်းကျင်ကိုပြန်လဲကောင်းကြီးဖြစ်စေတဲ့သူတွေဖြစ်ရမယ်ဒီသူတွေကဘသူတွေလဲလို့ကြီးတဲ့ခါမှာဒါတွေကဖခင်သားသမီးတွေလို့ပြောနိုင်ရတဲ့အဆင့်ဖြစ်ဖို့ဖခင်ကောင်းကြီးပေးရှင်တယ်Come on ကျွန်တော်အကြိုက်မဟုတ်ဘူးကျွန်တော်အဲမှာဖျားဖော်ပြလိုက်ရပဲကျွန်တော်ဟောတာAI နဲ့ HI ဘာကွာလဲလို့ခင်ဗျားတို့သိချင်ရင်ရှာလိုက်အင်တာနက်ခေတ်ကြီးမှာရှာလိုက်ပြောပြလိုက်မယ် AI ကဘာလဲတဲ့ AI ကတဲ့မင်းလိုချင်တဲ့အောင်ချက်ချင်းမင်းသိချင်တဲ့အောင်ချက်ချင်းပေးနိုင်တယ်တဲ့โอเคဆရာနောက်ခဏနေရှင်းပြမယ်အခုပဲရှင်းလိုက်ပါမထူအောင်သိရမလားနောက်ခဏဒိုးကအဝေးရောက်ဝိုင်းမရှင်းပြမိပဲနဲ့ရှန်ခဲ့တဲ့ဟာလည်းအများကြီးပဲရှင်းပြရှင်တာအများများလို့โอเคဆိုတော့ AI ဆိုတာက artificial intelligence ဆိုတော့ AI နဲ့ HI Holy Spirit intelligence နဲ့ဘာကွာလဲဆိုရှင်းပြမယ်အခုပဲရှင်းပြတော့မယ်မတတ်နိုင်တော့ရင်ထဲမှာ it's really burning in my heart ပါလေဒီလိုလာဆရာမသိလို့ဆရာတခါလေးကလေးစိတ်မပြောက်သေးဘူးပြောပဲနေတတ်တယ်ဒါပေမဲ့စင်မရောက်နေတာနည်းနည်းလူကြီးလို့ပါလို့ ਨੇ ဒါပေမဲ့လူကြီးပါပဲအသက်တော့မကြီးဘူးလူကြီးလို့နေရတယ်ဖခင်ဆိုတော့ဒီလိုဒါပေမဲ့အေးစေးပဲပေါ့ပါလေးသွားမယ်ပေါ့ဆဆတော့မနေဘူးအာမင် okay artificial intelligence ဥမာဆိုပါစို့သင်ကစီးပွားရေးအကြောင်းကိုသင်မေးမယ်ဆိုရင်သင်ကိုသူဖြေပေးလိမ့်မယ်အကြောင်းအရာတစ်ခုတော့သိအောင်သင်ကိုသူဖြေပေးနိုင်တယ်နော် information ပေးတယ်ဒါပေမဲ့သင်တကယ်အဲ့တိုင်သွားလို့လေသင်စီးပွားရေးမှာမအောင်မြင်ဘူးတကယ်လက်တွေ့သွားလို့ကြည့်လိုက်မရဘူးဒါပေမဲ့သိချင်တဲ့ information လေးတွေတော့သူပေးတယ်ဥမာသင်မှာယောဂဖြစ်ပြီဆိုပါစို့ဆရာဝန်ကလုံးဝလက်လျှော့လိုက်တဲ့ယောဂမျိုးကွာသင်ဖြစ်ပြီဆိုပါစို့နော်ဆိုပါစို့ဆရာလည်းကောင်းကြီးပေးဖို့လော်တော့ဆိုတော့အဲ့ဒါဖြစ်မှာဆိုပါစို့ဒီလိုပြောတာဆိုတော့ဒီလိုယောဂဖြစ်တဲ့အချိန်မှာဆရာဝန်လက်လျှော့လိုက်ပြီလို့ပြောတဲ့အချိန်မှာအဲ့ဒီ AI ကသင်ကိုကြမ်းမအောင်မလုပ်ပေးနိုင်တော့ Come on အဲ့ဒီ AI ကသင်ကို information ကောင်းကောင်းပဲပေးနိုင်တယ်ဒါပေမဲ့ဆရာဝန်ကမရတော့ပါဘူးလို့ပြောရင်အဲ့ဒီ AI ကဘာမှမလုပ်ပေးနိုင်တော့ဒါပေမဲ့လုပ်ပေးနိုင်တာ HI ဒါကိုဆရာကရှင်းပြမယ်ခဏနေသိကျွမ်းကျင်လို့တော့မဟုတ်ပေမဲ့လဲ10 တန်းတော့မအောင်နဲ့ကျွန်တော်ကနည်းနည်းပါတော့ Greek တွေပါတယ်လေ့လာတယ်ခင်ဗျပညာနည်းတဲ့သူမဖြစ်ချင်လို့လေမဟုတ်တော့ပေါ်လာမသိအတန်းပညာအောင်တာမအောင်တာအရေးမကြီးဘူးလေ့လာမှုအားကောင်းမှုအရေးကြီးတာလေ့လာမယ်ဘာလို့လဲငါလူတို့ပညာနည်းလို့ဆုံးရှုံးတဲ့ထဲမှာတော့မပါရှင်ဘူးသူ့ရဲ့ပညာနည်းတဲ့လူတွေထဲမှာတော့တို့မပါရှင်ဘူးဒါကြောင့်ဖခင်ရဲ့ဆိုလိုရင်းကဘာလဲဆိုတော့သိအောင်တော့ original Greek တို့ Hebrew တို့ကနေပြန်လေ့လာမှာပဲသူ့ရဲ့ဆိုလိုရင်းကိုနားလည်မှာဖြစ်တယ်တို့မြန်မာလိုမျိုးအဓိပ္ပာယ်ရှောက်ဖွင့်တော့လွဲစရာအများကြီးရှိတယ် Hello မြန်မာလိုအဓိပ္ပာယ်ဖွင့်တော့လွဲစရာအများကြီးရှိတယ်ဒါကြောင့်မြန်မာလိုအဓိပ္ပာယ်ဖွင့်တာလွဲပြီးတော့မှပြဿနာတက်နေဖွဲ့လေအများကြီးပဲကယ်တင်ရှင်ရတဲ့အဖွဲ့နဲ့ကယ်တင်ရှင်ရောက်တဲ့အဖွဲ့နဲ့နှစ်ဖွဲ့ကွဲသွားတယ်လင်းယုံတစ်ဖွဲ့နဲ့လက်ထတစ်ဖွဲ့နဲ့ကွဲတဲ့အဖွဲ့ရှိတယ်ဆိုတော့အဲ့ဓာတွေကအရေးမကြီးဘူးအင်္ဂလိပ်မှာတစ်လုံးပဲဖော်ပြထားတယ်
golden eagle ပြီးသွားပြီ okay now ဘာပြောလဲကယ်တင်ရှင်ရောက်တာလည်းမပြောဘူးရတယ်လည်းမပြောဘူး save you are ဘာဖြစ်လဲ you are saved the name of the Lord is a strong tower righteous run unto it they are saved they are saved သူကဘာဖြစ်သွားလဲ save ဆိုတာဘာလဲပြီးသွားပြီ save သွားပြီ save သွားပြီ you are already saved man save သင် save လုပ်လိုက် save သွားပြီသင်ပြီးသွားပြီ finito Spanish လို့ဆိုရင်တော့အင်္ဂလိပ်ဆိုရင် finish ကရင်လို့ဆိုရင် we တိလိမို့ we ကချင်းလို့ဆိုရင်ငွတ်ဆိုင်တော်လေးပဲလားငွတ်ဆိုင်ပဲငွတ်ဆိုင်ဟမ်အော်အေးဆိုမိကုံဖြစ်သွားပြီโอเคမအေးတော့ဘာလဲငွတ်ဆိုင်ကင်းလို့ဆိုရင် we ဟုတ်ပြီ willy ပေါ့ဒါဒီတရာချက်ကတော့အစဆိုရင်တော့တဲ့ willy စာနဲ့ဆိုတော့ willy နှုတ်ထွက်စကား we ဖြစ်သွားတယ်တဲ့ဒီကင်းချန်တဲ့လာတော့ကြောင့်တို့ဘိုးတော့လက်ခံလိုက်ပါတယ်တို့ကင်းကလာကတော့မကြမ်းကျင်တဲ့အတွက်ကြောင့် okay ချင်းလို့ဘယ်လိုပြောလဲဟမ်ထေဇောဟာပြီးသွားပြီထေဇောဘယ်သူကြံသေးလဲမွန်းလို့ဘယ်လိုပြောလဲဟမ်3ရက်ဟာဒါပဲ finish ဟမ်ဘာကြံသေးလဲကိုရီးယားလို့ဘယ်သူရလဲအော်ပါတယ်ဟမ်အိန္ဒိယလို့ဘယ်လိုပြောလဲဘယ်သူရှိလဲအိန္ဒိယလို့ဟမ်စမတ်ရိုကီယာတရုတ်လို့ဝါလောဟာကင်းရောတရုတ်ကတခါတည်းဖန်ဆွဲပလိုက်တာသူပဲအပကင်းနဲ့ကလားနဲ့ကလားလည်းတက်တယ်တရုတ်လည်းတက်တယ်အလ္လာဟ်လိုက်လားမိုင်းတယ်နော်ကလားနဲ့တရုတ်တခါတည်းပြောနေတာလုံးဝလေးစားသွားပြီတော့ပြီထားလိုက်တော့ဆရာပြီးသွားပြီ saved အာမင်ပြီးပြီဒါကိုမပြီးနိုင်မဲ့ခရိယန်တွေကရှိတယ်ယေရှုကပဲထပ်လာပြီးတော့နောက်တစ်ခါအသေးခံပေးရတော့မလို့လဝကတန်တပ်ပြီးလှုပ်ပေးရတော့လို့ပြီးပြီယေရှုကလှုပ်ပြီးသွားပြီသူသာအမှုပြီးပြီလို့မပြောခဲ့တဲ့ဆိုရင်ဘယ်လောက်ထိဒုက္ခရောက်မလို့သိပြောခဲ့တာတောင်းမှမပြီးနိုင်တဲ့ခရိယန်တွေရှိနေto be continued တဲ့ဆက်ရန်ရှိသေးတယ်ဆိုတဲ့အကွာရှိသေးတယ်မရှိတော့ဘူးပြီးသွားပြီယေရှုလှုပ်ပေးပြီးသွားပြီအာမင်ဟာလေလုယာဆိုတော့တို့ရဲ့ခရိယန်တတ်တာဆိုတာယေရှုလှုပ်ဆောင်ပေးတဲ့အပေါ်မှာနေ့တိုင်းယုံကြည်ခြင်းနဲ့ဝန်ခံပြီးတော့အသက်ရှင်ရတာဖြစ်တယ်ဟာလေလုယာယေရှုခရစ်တော်လှုပ်ဆောင်ပေးတဲ့အပေါ်မှာသင်လှုပ်เสียတစ်ခုပဲရှိတယ်ထပ်လှုပ်เสียဘာမလို့ thank you Jesus sorry ကီးလေးပေးလိုက်မယ် thank you Jesus thank you Jesus ဒါလေးပဲ thank you Jesus နေ့တိုင်း thank you Jesus ချီးမွမ်းလေးချီးမွမ်းစရာအကြောင်းတွေဘုရားသခင်ဖြစ်စေလေးချီးမွမ်းစရာအကြောင်းဘုရားသခင်ဖြစ်စေလေးချီးမွမ်းစရာအကြောင်းဘုရားသခင်ဖြစ်စေလေးပဲ hallelujah thank you Jesus thank you Jesus hallelujah ဒါပဲ hallelujah ဆိုလဲဒါပဲဘုရားခင်ကိုချီးမွမ်းပါတယ် hallelujah hallelujah
တင်ချီးမွမ်းတဲ့အချိန်မှာပဲဘုရားသခင်ရှိရနေတင်းရဲ့တိုက်ပွဲတွေတိုက်ပေးနေပြီ Hallelujah 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 ဆိုတော့မှတင်းထဲမှာပူနေလို့မရအောင်ဘုရားခင်ငါ့အတွက်တိုက်ပွဲတိုက်ထားပြီဆိုတော့တင်းယုံကြည်ပြီးတော့မှ Hallelujah လုပ်နေရင်တင်းရဲ့တိုက်ပွဲတွေအလုံးဘုရားခင်အကုန်တိုက်ပေးမယ် Jehovah Nisi ရှေ့ကနေတိုက်ပွဲဝင်ပေးတဲ့ဘုရားရှင်ဖြစ်တယ် Hallelujah Hallelujah ဒီဘုရားကိုရပြီးတော့မှဗျာကျွန်တော်တို့ဆုံးရှုံးစရာဘာအကြောင်းမှမရှိဘူးနော်မရှိဘူးနော်ဒါပညာနဲ့လို့မရဘူးဘာလို့ပညာနဲ့ခိုင်းတာလဲဆိုတခြားလောကပညာမသိရင်နေပါစေမသိနေပါစေဖယားလှုပ်ပေးခဲ့တဲ့အရာတွေကိုတော့သင်မသိလို့မရဘူး Come on come on come on တခြားမသိရင်နေပါစေဖယားလှုပ်ပေးခဲ့တဲ့အရာကိုတော့သင်မသိလို့မရဘူးယေရှုကိုယထားပြီးတဲ့လူတယောက်ကထုကိုထူချရမယ်ဗျဘယ်မှာထူချမှာ That's what I'm talking about အဲ့ဒီအကြောင်းအရာကျွန်တော်ပြောချင်တာဖယားကိုယထားတဲ့လူတယောက်ယေရှုကိုယထားတဲ့လူတယောက်ဖယားစစ်ဖယားမှန်ကိုယထားတဲ့လူတယောက်ကထုကိုထူချရမယ်ဗျဒီလောကသားပုံစံမဲဆိုရင်ဘလို့ဖယားဘုံတော်ထင်ရှားမှာလဲဖယားသူ့ရဲ့ဣသလလူမျိုးတွေကိုထူချတဲ့အခွင့်ပေးတယ်ဗျဘာထူချလဲတဲ့သူကိုယ်တိုင်လက်တော်နဲ့ကွဲကားတာသူကိုယ်တိုင်လက်တော်နဲ့အေဂရုပြန်နဲ့ဆွဲထုတ်တာအဲ့ဒီဖာရောရဲ့ဘလောက်ပဲဟာလာသူ့ရဲ့အာနာဘလောက်ပဲပြင်းပါစေသူ့ရဲ့စစ်တပ်ကဘလောက်ပဲအဲ့ဒီချိန်တော့ powerful ဖြစ်ပါစေဖယားရဲ့လက်တော်ကြီးအဲ့ဒီဖာရောစစ်တပ်ကပေါ်ပြီး powerful ဖြစ်တယ် Hallelujah ဆွဲထုတ်ပြတယ်ဂျုံဘွားနေဆွဲထုတ်တယ်ပြီးတော့မှပါလေဖယားကမာနမုံနဲ့ကျွေးတဲ့ဖယားဖြစ်တယ်။ရှောက်ထဲကရေကိုထပ်ဆွတ်စေပြီးကျွေးတဲ့ဖယားဖြစ်တယ်။ကျွန်တော်ဖယားက supernatural နဲ့အလုံးလုံးတဲ့ဖယား Hallelujah our God is not natural God our God is supernatural God Hallelujah အဲ့လောက်ကြီးမြတ်တဲ့ဖယားကိုကျွန်တော်တို့ရထားပြီးတော့မှကျွန်တော်တို့ကဗျာရိုးရိုးတန်တန်တော့မနေနိုင်ဘူးဗျာဟုတ်ပါတယ်ဗျာဗျာသတ်ပြီးဆိုရဗျာအဲ့လိုလည်းမနေနိုင်ဘူးကျွန်တော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဗျာဆိုတော့ငုတ်ဆုံနဲ့ကြွက်ဆုပ်လုံးအမွေးကျွတ်တဲ့ကြက်လေးလုံးလောကကြီးမှာနေဖို့မဟုတ်ဘူးဗျာဘုရားကျွန်တော်တို့ကိုငါ့ကိုမျှော်လင့်တော်သူဟာရွှေလေးရုံကဲ Come on man Hallelujahကျွတ်ဆုံမဘူးကြက်ဆုံလည်းမဟုတ်ဘူးရွှေလေးရုံကဲတော့ပြင်းတော်လည်းမပင်ပန်းခရီးသွားတော့ခါမမောရဆိုတဲ့အတ္တတာမျိုးနဲ့ပြုတ်လေသမျှမှာအောင်မြင်ခြင်းကိုပြေးတယ်ဖယားငါကမင်းကိုအမိမမထားဘူးဦးကောင်းမှထားလေချင်းမြောက်တဲ့ဖယားတော်မှနေလဲမင်္ဂလာရှိတယ်မြို့မှနေလဲမင်္ဂလာရှိတယ်ဟာလေလုယာနေရာနဲ့မဆိုင်ဘူးနေရာနဲ့မဆိုင်ဘူးတင်းရဲ့စက်သွယ်မှုနဲ့ပဲဆိုင်နေတာHallelujah. Shatalakaba. ကျွန်တော်လိုဟောတဲ့ပုံနဲ့လူကြိုက်ဟောရင်အမောဆိုပြီးသေတာကြာပြီတနေရာထဲမှာဟောတာမဟုတ်ဘူးဆရာအမေဒီနေ့ထိပြေးတော်လဲမပင်ပါခရီးသွားတော့ခါမမောရဆိုတဲ့ဒီနှုတ်ကပတ်တော်ကြီးကျွန်တော်ထဲမှာတကယ်ရှင်းတတ်နေတာတနေ့ပြီးတနေ့တာအသက်ကြီးလာတယ်အာနေသွားတယ်ဆိုတာတစားမှမခံစားရဘဲနဲ့ဟာလေလုယာဆရာနဲ့တောက်လျှောက်မြန်မာပြည်မှာခရီးသွားခဲ့တဲ့လူတွေဆရာဖုတာဒီမှာဆရာဖုတာဒီဆရာဖုတာကတို့ဘယ်မျိုးရောက်တယ်မှလည်းမသိပါဘူးကျိုင်းတုံမှာစံပြုတ်စားနေတဲ့စံပြုတ်ပကိုင်းထဲကိုသူ့ခေါင်းရောက်သွားတယ်ခွာဆိုမေ့သွားတာခဏပျောက်သွားတယ်ဘယ်နှမိနစ်လောက်ပျောက်သွားလဲစံပြုတ်ခွက်ထဲမှာတော်ပျောက်သွားတာမသိလိုက်တော့ဘူးသူပျောက်သွားတာ
ဆရာတေးပဲလာတောက်ချောဟောတာတစ်ချက်ပဲမတွေပဲကျွေးတာအဲ့တုန်းကအဲ့ချင်မတွေသွားတဲ့ရှင်ဟုတ်လားမေမြို့မန္တလေးမြစ်ကြီးနားမိုးကုတ်မိထီလာမော်လမြိုင်ဝါမိုးမတွေပဲဘာလဲတော့ဆရာမသိပါဘူးဘုရားခင်ပို့ဆောင်တာရေးလဲကျွေးတာအဲ့တောက်လျှောက်ပြီးတော့မှအဲ့ဒီမတွေပြီးတော့မှကျိုင်းတုံဘက်ကိုတက်သွားတာအဲ့ချိန်မှာသူတို့မခံနိုင်တော့ဘူးလေဟုတ်တာဗောသူတို့ဘယ်ခံနိုင်မလဲဖိုးချက်ဆိုနှစ်ခါလောက်ဖျားနေပြီဆရာချက်ကဖျားလိုက်သူကလည်းဖျားနေနဲ့အနှွေးတယ်လေးလုံးရတီးတယ်သူလည်းတီးတယ်ဟိုတာလည်းပဲတီးတယ်သူတို့လည်းအမောတွေစုတ်နေပြီသူတို့လည်းဝန်ခံပါတယ်သူတို့ဝန်ခံတယ်ပါတရာနောက်လိုက်ခဲ့တာတဲ့သဘောမပေါက်ခဲ့ဘူးတဲ့အခုမှသဘောပေါက်လာတာတဲ့မနေ့ကသူ့အိမ်မှာသွားဆက်ကတော့အခုမှသဘောပေါက်လာတာတဲ့သဘောပေါက်တော့ကောင်းကြီးရှိတယ်ညီကိုမောင်မတို့ဒီမှာဆီယမနော်ရှောင်းနဲ့လိုက်တယ်ဆီယမနော်ဟိုတော့ငါတဲ့သူကဆရာတို့ company မှာအလုပ်လုပ်တာဆရာတို့အားကိုးခြင်းနဲ့စိတ်အရာရှိတယ်တဲ့ဒါပေမဲ့ဘုရားခင်ဖွင့်ပြခြင်းရတဲ့အခါမှာဆရာတို့အားကိုးခြင်းနဲ့စိတ်ကိုဖယ်ပြီးတော့ငါဖယားကိုပဲအားကိုးမယ်ဆိုတဲ့နေ့ကနေစပြီးတော့သူ့ရဲ့ဝင်ငွေပြောင်းသွားတယ်ဖယားရဲ့မဆာချန်ခုဆိုဆရာဒေးဗစ်လာတော့မှပြန်လဲပြီးတော့အလူငွေပေးနေပြီအများကြီးသူကနည်းပေါ့စာပေးလာပြီနည်းမျိုးစေ့ကသူ့ဘာပဲကြားတယ်သူ့မောင်လေးပါသွားကြသေးတယ်သူ့မောင်လေးပါကိုပေးတတ်လာပြီစားပြီအမှုတော်ထဲမှာဆက်ကပ်ကုန်ပြီသဘောပေါက်သွားတာမတူလို့လည်းသဘောပေါက်လာတဲ့ခါမှာအခုလည်းဘက်ထရီအိုးလေးပဲစီးပွားရေးလုပ်ခဲ့တာနည်းစီးပွားရေးကဘာလဲငါသားနေဟိုတော့ဘက်ထရီအားသွင်းတာဘယ်ရွာမှာနွေနီချောင်းရွာနွေနီချောင်းကြားဘူးလားမကြားဘူးပြောလေပြောလိုက်နွေနီချောင်းဆိုတာဘယ်ရလဲတာပေါင်းမြို့နယ်အေယာဝတီတိုင်းတာပေါင်းမြို့နယ်အေယာဝတီတိုင်းတော့သိလိမ့်မယ်တာပေါင်းမြို့နယ်ဆိုနည်းနည်းပါသိအောင်မယ်တာပေါင်းမြို့နယ်အထဲဆက်သွားလိုက်မသိတော့အဲ့မှာပါနွေနီချောင်းမှာအိမ်ဘယ်နှထောင်ဘယ်လောက်ရှိအိမ်က100ကျော်200လောက်ရှိပါဟုတ်100လောက်ရှိတယ်အများကြီးရှိတယ်ဟုတ်အခုလည်းများသွားပြီအဲ့ဒီတော့ကဘက်ထရီဟုတ်တယ်ဘက်ထရီအားသွင်းဘက်ထရီအားသွင်းတဲ့လုပ်ငန်းလုပ်တယ်တရက်ကိုဘယ်လောက်ရလဲရတယ်2000-3000ပေါ့တရက်ကိုသွားတစ်ပတ်ကို2000အဲ့တော့ကဘက်ထရီအဲ့တော့ကဘယ်သူမှမရှိသေးဘူးเนาะကျွန်တော်တယောက်တည်းပဲအားသွင်းနေတယ်နောက်ပိုင်းမှာနောက်တချမ်းကနောက်ပတ်ရှင်တရားထပ်ပေါ်လာတော့နည်းစီဝါကြအဲ့ဒါနဲ့သူလည်းစီးပွားကြလာတဲ့အခါမှာဆရာပဲဆက်ပြောလိုက်တော့မယ်သူရန်ကုန်တက်လာတယ်သူ့ကိုကူညီပေးတာတော့ဆရာဖို့တာဆရာတမှုဒီမုတ်စိတ်လေးနဲ့ဆရာတမှုရှောင်းလင်းဘုန်းကြီးထားတယ်သူကကလေးတော့လည်းလုံးဝရှောင်းလင်းဘုန်းကြီးပဲဆရာတမှုကသူ့ကိုခေါ်လာတာဆရာတမှုကခေါ်လာပြီးတော့သူ့ကိုလှုပ်တယ်နေတိုင်းသူဘာနဲ့စားလဲရှူရှဲလက်ဖက်တော့ရှူရှဲလက်ဖက်ကိုဝါပြီဆိုရင်ဘာလုပ်လဲကိုသွားပြီဆိုရွာပြန်ပြီဆရာအလကားပြောတာမဟုတ်ညီကိုမောင်မတော့အဲ့ဒီကနေပြီးတော့မှသွားလာရင်းနဲ့သူတခုမိုက်ကလေးပေးလိုက်ပါဦးရှာဖို့တော့မိုက်ကလေးပေးလိုက်ပါမိုက်တွေအရမ်းများနေတယ်အရမ်းနေများနေတယ်အဲ့ဒီကနေပြီးတော့မှဆရာသတိထားမိတာ
ဘယ်အချိန်မှစပြီးတော့ဝန်ခံခြင်းကိုသဘောပေါက်သွားလဲအလဲဒီနေ့သူကအပွားနဲ့အဲမလုံးနဲ့ဟမ်လဲ sorry ဆရာတတိထားမိတဲ့အချိန်မှာဒီချင်းမှန်ရောက်လို့တတိထားမိတဲ့အချိန်မှာသူ့အခန်းထဲကိုဆရာတနေ့ရောက်သွားတယ်အဝတ်စားသွားလဲတာပတ်လဲမှာ तू ကအတကုံကတ်ထားတာအများကြီးပဲ तू အဲ့ဒါတွေအကုန်ဝန်ခံတာဟုတ်လားဘယ်တော့မှစလို့ဝန်ခံတတ်သွားလား အဲ့ဒီတော့မှကျွန်တော်တို့စရောက်တဲ့ပတ္တရာနှုတ်ဘတ်တော်ဝင်ကြတဲ့ခါမှာအဲ့ဒီဖခင်ရဲ့ဂတိတော်ကိုဆွဲလန်းရေးအဲ့နေ့မှာဝန်ခံတတ်လာတယ်ပတ္တရာရဲ့နှုတ်ဘတ်တော်အဖြစ်ဘာတွေဝန်ခံခဲ့လဲကွယ်မှတ်မိတော့ပြောကြည့်ပါဦးဘာပဲဝန်ခံခဲ့လဲဆိုတော့နည်းဝန်ခံခဲ့တဲ့အရာလေးကိုမှတ်မိတော့ပြောကြည့်ပါဦးကျွန်တော်ဟာဖခင်သခင်ရဲ့ကောင်းကြီးဒီနေ့လဲဆ iam ဟန်ဒီဝန်ခံတဲ့ဒီဟိုတော့135ခုမြောက်သောဆန္ဒအခန်းငယ်15ပါဘောနော်တင်တို့ဒီထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏ဆိုတဲ့ကောင်းကင်မြေကြီးကိုဖန်ဆင်းတော်ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်တယ်ပြီးတော့ကျမ်းမာခြင်းနဲ့ဆိုင်တဲ့ဂရုတော်ပေါ့နော်ဒီဟေရှာယအခန်းကြီး53အဲဒီအခန်းငယ်9တွေအများကြီးပေါ့နော်ဂရုတော်တွေကျမ်းမာခြင်းနဲ့ဆိုင်တဲ့ဂရုတော်တွေပြီးတော့အောင်မြင်ခြင်းနဲ့ဆိုင်တဲ့ဂရုတော်တွေယေရှုခရစ်တော်အပြင်ပေါ့နော်တကယ်ဘုရားသခင်ပြင်ဆင်ထားတဲ့ဂရုတော်တွေကျွန်တော်အများကြီးကတ်ထားတယ်အဲဒီမင်္ဂလာပေါ့နော်အဲ့မင်္ဂလာအများကြီးပဲအဲ့ဒါဝန်ခံတယ်ဟုတ်တယ်အဲ့တော့မိမမရသေးဘူးဟုတ်တယ်မိမမရသေးအခုကမိမနဲ့ကလေးနဲ့ကားနဲ့သားနဲ့မယားနဲ့ဟာလေလုယာအာမင်နေဆိုင်ကပိုင်ခဲ့ဘူးလားဆိုင်ကမပိုင်ခဲ့ဘူးစပိန်ရောပိုင်ခဲ့ဘူးတဲ့စပိန်ပိုင်ခဲ့ဘူးတဲ့ချင်းမိုင်စားရောက်ကစားပါဟမ်ဘယ်လိုမော်တော်ဘုတ်ပိုင်လဲမော်တော်ဘုတ်ကဒီမရောက်လာကြရပဲ့တောင်တစ်စီးရှိတယ်ဆရာကျက်လို့စီးဘူးတယ်ဆရာပတ်မှုလည်းစီးဘူးတယ်ဆရာဆိုင်လည်းစီးဘူးတယ်ပဲ့တောင်ပဲ့တောင်အခုထိရှိသေးတယ်ဆရာဟုတ်လားဟုတ်တယ်အဲ့ဒါဘယ်လိုဝယ်တာလဲဘက်ထရီအိုးကနေဝယ်တာအဲ့ဒါကျွန်တော်အဖွားဝယ်ပေးတာပတ်တာအဖွားဝယ်ကျွန်တော်ကအကြောင်းထွက်ပြီးတော့ကျွန်တော်အဖွားကျွန်တော်ဝယ်ပေးတာကျွန်တော်ဒီပဲ့တောင်လေးနဲ့မောင်းစားဖို့ပေါ့နော်ဒီဘက်ထရီနဲ့အသွင်းနဲ့ပဲ့တောင်လည်းမောင်းတာပေါ့နော်အဲ့ဒီဆက်လေးပေါ့နော်အဲ့ဒါဒီလိုဆက်နိုးရတဲ့ဟာဆန်တော့ဟာဟုတ်တယ်ဒါပေမဲ့ဘုရားသခင်ကြီးမားသောချမ်းစီရှိတယ်အာမင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 ်ဘယ်နိုင်ငံရောက်ပြီလဲခုအဲ့လေစဉ်းစားရတဲ့ပြသားအဲ့လေနေဒီရောက်ပါနေဟာလေလုယာနေကိုရီးယားရောက်ဘူးလားကိုရီးယားမရောက်ဘူးပါလားကိုရီးယားမရောက်ဂျပန်ရောက်ဘူးလားဂျပန်ရောက်ဘူးတယ်အဲ့လေဂျပန်ရောက်ပြီးသွားရင်နေတော့တာဝိုင်းနေတာဝိုင်းပြီးတော့ဘယ်နိုင်ငံရောက်ဩစတြေးလျရောက်ဘူးတယ်ဂျပန်ရောက်ပြီဂျပန်ရောက်ပြီဩစတြေးလျရောက်ပြီပြီးတော့ဘယ်နိုင်ငံရောက်လဲပြီးတော့ဖိလစ်ပင်းရောက်ဘူးတယ်ဖိလစ်ပင်းမလေးရှားစင်ကာပူစင်ကာပူယူရိုဆိုတာလည်းလန့်သွားယူရိုလောက်ပါနေရလဲပြန်သွားဂျပန်ဩစတြေးလျဖိလစ်ပင်းမလေးရှားစင်ကာပူပြီးတော့မှနယ်သာလန်နော်ဝေးဆွီဒင်ဒန်မတ်အဲ့လေဟုတ်တယ်ပါသားဂျာမနီပါတာပေါ့အဲ့ဒီကတော့နည်းဖြတ်လိုက်ရတယ်ဂျာမနီမှာဘာဖြစ်ရတော့နေတရုတ်စာသွားစားလေဂျာမနီမှာဟုတ်တယ်ပါသားဟုတ်တယ်မလားဟုတ်တယ်ပါသားဂျာမနီမှာတို့တရုတ်စာသွားဝင်စားလေဟုတ်တယ်ပါသားဂျာမနီဝိုင်းကြည့်နေလေတို့အုပ်ကြီးကိုလေဟုတ်တယ်အရန်လန့်တော့လေဟုတ်တယ်ဘာလေးမဲလုံးလေးတွေဝင်လာဆိုတော့တို့အရန်လန့်တာကိုသိရမလားဘာလေးလဲနေမနေဦးဒါဆိုဟုတ်တယ်ယေရှုကြောင့်နွေးနီချောင်းကနေဟုတ်တယ်နိုင်ငံတွေပတ်ပြစ်တာပတ်စပို့စာတော့အကုန်ပြီကျေးဇူးပါအဲ့ဒီစပြောပြမယ်တကယ်တော့ तू ကဆရာဒေးဗစ်လာရဲ့ပွဲမှာပထမဆုံး तू လာတီးတာဆရာတမခေါ်လာအဲ့ပွဲမှာအဲ့တော့CMF ပွဲဆိုတာ Christian Musician Fellowship ဆိုတော့အဆိုတော်တွေအတီးသမားတွေမြန်မာပြည်ရဗျာဒေးအရှယ်တွေဗျာအကုန်လုံးရောက်အဲ့ဒီနေ့မှာကျွန်တော်တရားဟောတာဆရာဒေးဗစ်လာမဟောခင်မှာသချင်းဆိုတာကိုမျိုးကြီးရဲ့သချင်းထဲမှာလည်းအဆောင်ရွက်တီးတဲ့သချင်းတစ်ပုဒ်ရှိတယ်။ဘာလဲ။အမေသချင်းလေ။အမေသချင်း Chromatic scale လာ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 အဲ့ဒါတဘောလုံးလွဲတာတဘောလုံးလွဲတာ
Denali call me to the bolo lura. တပိုးလုံးလွှဲတာကော့ခီးရပါသာကျွန်တော်မရတော့ဘူးအဲ့မှာကျွန်တော်ရှက်လိုက်တာ Tu balo de tile. Shale shade. Tu yo pian noir. Bello Sophia pian noir. ဒီအခုချိန်ကစားပြီးတော့ဘာမှမတီးတော့ဘူးလေမှာပဲလေပြန်ထိုးတော့မယ်မစောပြချပြီးတော့ပြန်သွားဒီဂီတာစိတ်နာတော့ Dame aya Satamu. Chilai machita de lone. Chilai machita dan ayan chita da mati and siama ekri to mela. Mela ayan chita da. Machakana le nene babata weno to da. Le chilon dara mau lo mau. Chit the women do so that chita mode chita. So to window le. Kale to badule ekri bale mendami bana dulole. Twins are no winner to the viola ba viola ania. Piomni net. The what jare. So tu a babian lole Asia tamua. Yan to khore. Hola. ဘလို့ပြန်ခေါ်လာ ကျွန်တော်ဖုန်းခေါ်တာဖုတ်တာကြီးပြန်လာခဲ့နေလောက်စရာအများကြီးရှိသေးတယ် ဝါဒါအရေးကြီးတယ်ဒီဒါအားလေးတွေအရေးကြီးတယ်လှုပ်ရှားအများကြီးရှိသေးတယ်သိမှန်တာပဲအဲ့နဲ့သူပြန်လာတယ်ရှူရှဲဘိုးကနေလွတ်မြောက်သွားပြီလား ဟုတ်တယ်လွတ်မြောက်သွားပြီကြည့်ပြီးတော့ရအခုကဆရာရှိမှာပဲတဖြည်းဖြည်းနဲ့တကယ်တိုးတက်လာတာပါသူအသေးချစ်တဲ့မိန်းမတို့တလိုက်ညနေပိုင်း Zoom အစီအစဉ်ပါလေ Sunday Zoom အစီအစဉ်ဆိုရင်တော်တော်များများသူကchairman လုပ်တယ်အလှလည်းအရန်ပြင်တက်လာတာအလှအရန်ပြင်တက်လာနော်ဟမ် တော်တော်ပြင်တက် တော်ပြင်တက်နေဘလို့မြင်လာလဲကိုယ့်ရဲ့မိန်းမဘလို့မြင်လဲ ကိုယ့်ရဲ့မိမဆိုတာရန်ချောတာပေါ့ ဟုတ်တယ်အရန်ကိုတိုးတက်လာတာမကဘူးဆရာပြောပြမယ်ဆရာလေတချင်းတီးလို့ဟို drum နဲ့ bass ကလေမငြိမ်ဆရာအရန်စိတ်ဆင်းရဲတယ်ဆရာအရန်ကြိုက်တဲ့ bass တမသူပဲအရန်ငြိမ်တယ်အရန်ကောင်းကျွန်တော်တော်အကောင်းဆုံးပဲဗျာဖခင်ပြင်ဆင်ပေးတယ်ဒီမှာရှိတဲ့ဖခင်သားသမီးတွေဒါကြောင့်ဆရာပြောတဖြည်းဖြည်းနဲ့သူ့ရဲ့ life ကတက်လာတာနော်ဒါဖခင်သားသမီးမှန်ချက်လေးပဲဒါလေးပြောလိုက်ပါဝန်ခံခြင်းကတကယ်ဘလို့တက်တွေထုခဲ့လဲဆိုတော့ပြောပြလိုက်ပါဦး ဘူခန်ကြီးရဲ့နောက်ွယ်မှာတော့တကယ်ကောင်းကြီးရှိတာပေါ့နော်အဲ့မှာကျွန်တော်ဗာသိလဲဆိုတော့ပါဒရာရဲ့အနားမှာရှိချင်တကယ်ကောင်းကြီးရှိတာအဲ့ပါဒရာရဲ့ပိတ်သေးတွေထဲမှာကျွန်တော်တို့နေရတာလေအလိုလိုကိုကောင်းကြီးရရှိနေတာအဲ့ပိတ်သေးရောနော်ပါဒရာကျွန်တော်ပူနားလဲတာဆက်လက်ပြီးတော့လာအောင်မယ်ပေါ့နော်ဒါပဲဖြစ်ဖျားသခင်ရဲ့ဒီမျက်နှာသာရရှိခြင်းပေါ့နော်ပါဒရာအဖြစ်ပါဒရာရဲ့နားမနေခြင်းအဖြစ်နှုတ်ကပတ်တော်လည်းရတယ်ပေါ့နော်အဲ့မှာဖျားသခင်ပြင်ဆင်ပေးထားတဲ့မင်္ဂလာတွေအဂျန်စီတွေကြီးတယ်ဆိုတာပို့ပြီးတော့နားလဲလာတယ်အာမင် ဒီနေရာမှာကျွန်တော်ပို့ပြီးတော့နားလဲတာ ဆရာအရန်ဝမ်းတာတယ်ဟိုနေ့ကသူ့ရဲ့ဇနီးတဲ့နဲ့သားလေးနဲ့သူကကားမောင်းနဲ့ထွက်သွားတာသူတော့မမြင်ပါဘူးဆရာကြည့်ပြီးတော့ဆရာမျက်ရည်ကျတယ်ဆရာပီတိဖြစ်တယ်လာတော့အဲ့လိုဂီတာလေးနဲ့ sorry ဆရာမြဲတမ်းမြင်တယ်သူလိုလေးဒိုးတာဒါပေမဲ့အခုချိန်မှာသူကားဝတ်တက်ထိုင်လို့ရေးလဲဒိုးသွားတာမြင်တာနော်အရန်ကောင်းကြီးရှိတယ်အရန်ကောင်းကြီးရှိတယ်မျက်နှာသာဟမ်မျက်မှန်နဲ့ရေမန်နဲ့ဆွဲသွားတာအရန်ဝမ်းမြောက်တယ်ဘုရားခင်သားရဲ့သုံးပြပါစေအားလုံးအာမင်ခုဆိုလဲဘုရားကြီးတော်ကြောင်းအောင်ပဲဒီမှာဒီနှစ်ထဲမှာဖြစ်တော်မယ်ထင်တယ်အခုလဲဒီတာချော်လေးစမိုင်းကလက်ထပ်တော်မှာဖြစ်တယ်ဆရာစမိုင်းနဲ့ဆရာမခုဘယ်နေ့လဲမသိဒိတ်တော့ချိန်တာပဲချိန်နေတယ်ဆရာဘုံနဲ့ဆရာနဲ့ပြန်ချိန်ပြီးတော့ဆွဲမယ်လာကြပါ
သူတို့ကိုစားဖိတ်လိုက်ပါပြီလာကြပါကျွေးမယ်အဝကျွေးမယ်ဝါကျွေးမယ်ဆရာအော့စတင်ကတော့သူကလာမယ်ကြာမယ်အသက်ကတော့တိတ်မငယ်တော့ဘူးငယ်သေးလားဆရာဘာမြင်လဲဆိုတော့ဒီသားသမီးတွေအားလုံးကထူးခြားမယ်သူတို့မှမဟုတ်ဒီမှာလာပြီးတော့ပါဝင်ဆက်ကပ်နေတဲ့မိသားစုတွေညီကိုမောင်နှမတွေဝန်ခံတတ်ရင်ကောင်းကြီးရမ်းရှိတယ်ဝန်ခံတဲ့ကောင်းကြီးရရှိတယ်တင်းတို့ကိုယုံနာမအောင်လောကကြီးကသင်ပေးနေတယ်ယုံနာမအောင်လောကကြီးကသင်ပေးနေတယ်ပြောဆိုတာမအောင်သင်ပေးနေတယ်ယုံနာမှန်သွားရင်ပြောဆိုတာမှန်သွားရင်တင်းရဲ့ life က share ပဲဟေးယုံကြည်ခြင်းနဲ့ပြောတဲ့စကားတွေအားလုံးကလေအမင်္ဂလာနဲ့အကုန်မင်္ဂလာပြန်ဖြစ်တယ်တိတ်မချလိုက်မှဆိုလို့ပြန်ပြောမယ်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားတွေအားလုံးကအမင်္ဂလာနဲ့အကုန်မင်္ဂလာပြန်ဖြစ်စေတယ်အာမင်မရမှာဆိုလို့ပြန်ပြောမယ်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားတွေအားလုံးကအမင်္ဂလာကနေမင်္ဂလာကိုပြန်ပြောင်းစေတယ်ဒါမဲ့သင်ယုံရမှာပါလဲဆိုတော့လူစကားမဟုတ်သင်ရဲ့ခံစားချက်လည်းမဟုတ်ဘူး come on ယုံကြည်ခြင်းနဲ့ပြောတဲ့စကားဘာဖြစ်စေလဲကောင်းကြီးဖြစ်စေတယ်ဒါမဲ့ယုံရမှာပါလဲဖခင်စကားပဲရှိတယ်ယုံရမှာပါလဲယုံရမှာပါလဲယုံရမှာပါလဲဖခင်စကားပဲကြိုက်တဲ့သူတွေပြောပါစေဒါမဲ့သင်ဘယ်ဆရာပဲဟောနှုတ်ကပတ်တော်နဲ့ပြန်နှိုင်းရှင်ကြည့်အာမင်ဆိုဒီနေ့မှာဆရာဘာကိုအဓိကဝေငှသွားခြင်းလဲဆိုတော့ကျွန်တော်တက်တာထဲမှာဆုံးရှုံးနေခဲ့တာတိတ်များနေပြီဖယားဝမ်းနေနေတယ်ဆိုတော့ကျွန်တော်ဖယားပေါ်ပြတယ်။ဒါပြောမဲ့တရားနာထောင်ပေး။ तू သားသမီးတွေဆုံးရှုံးနေတာကြည့်ပြီးတော့ तू ဝမ်းနေနေတယ်။ဘာလို့ဝမ်းနေတာလဲ။ဖယားဘာလို့ဝမ်းနေတာလဲဆိုတော့ငါပေးရဲ့သားနေတဲ့ငါကူညီခြင်းနဲ့ငါ့အကူညီမခံကြဘူးတဲ့။ဒီစကားလေးဆရာပြောတော့မယ်အခု။ငါကကူမခြင်းနဲ့ဖယားထောက်ပံ့ခြင်းနဲ့ဖယားမဆခြင်းနဲ့ဖယားဖြစ်ရနေတဲ့ငါကိုကူခွင့်မပေးဘူးငါ့ကိုကူညီခွင့်မပေးတဲ့အခါမှာငါဘာမှကူညီပေးလို့မရအောင်ငါသားသမီးတွေဆင်းရဲနေတာမြင်နေရတယ်ငါသားသမီးတွေယောဂထဲမှာတပိတ်မိတလိမ့်နေနေရတယ်ငါမကြည့်ရဘူးဒါပေမဲ့ငါ့ကိုလည်းလှုပ်ခွင့်မပေးဘူးလောက်ခွင့်မပေးဦးတယ်ဖယားရောင်းဝမ်းနေနေတယ်ဒီနောက်ကပတ်တော်လေးစပြီးတော့တွားကြည့်အောင်ယောမဩရစာခန်းကြီး8အငယ်26ကိုစပြီးတော့ကြည့်အောင်အများကြီးပြောကြရှိပေမဲ့ဒီနေ့တော့ဒီအကြောင်းအရာလေးပဲအခြေခံတော့ပြောတော့မယ်ဗျာနောက်ပိုင်းနေမှာလဲဆက်ပြီးတော့မှတင်တို့တခုတော့နားလည်အောင်ရှင်းပြပြစေညီကိုမောင်မတို့ရဲ့ကျွန်တော်ဘာလို့ကြွယ်ဝခြင်းများများပြောနေသိလားညီကိုမောင်မဖယားသားသမီးကြွယ်ဦးကြွယ်ဝတယ်အာခင်ဗျားတို့မရလို့မဖြစ်ဘူးဖယားသားသမီးကြွယ်ဦးကြွယ်ဝတယ်အဲ့တော့လက်မခံတဲ့ဆရာတွေအများကြီးရှိတယ်သူတို့ဆက်ဆင်းရဲပါစေဆရာစိတ်မကောင်းသူတို့ပဲဆင်းရဲတာပြဿနာမရှိဘူးမဲ့သူတို့ဟောပြောပြီးတော့သူတို့ယုံတဲ့ဖွဲ့တွေအားလုံးဆင်းရဲကုန်တာဆရာအရင်စိတ်မကောင်းဒါပဲဘာလို့လဲသိလားညီကိုမောင်မတို့ကျွန်တော်ကြွယ်ဝတဲ့အတွက်ကြောင့်ကျွန်တော်အများကြီးလုံနိုင်တယ်ဗျအမှုတော့အများကြီးလုံးနိုင်နေဗျအများကြီးပေးကမ်းနိုင်နေဗျအများကြီးမဆနိုင်နေဗျအများကြီးဟေးကျွန်တော်ပြပြမယ်ကျွန်တော်တို့ foundation ရှိတယ်ဗျကျွန်တော် foundation ရှိတယ်အခုချင်းမိုင်မှာ foundation ရှိတယ် Imagine Life Foundation ဆိုတာအခုကျွန်တော် sign board တင်တော့မှာချင်းမိုင်မြို့ပေါ်မှာအကြီးဆုံး sign board တင်မှာ highway ပေါ်မှာ sign board တင်မယ်ကျွန်တော်တို့ကဘာလို့ sign board တင်မှာသလားဒီထိုင်းနိုင်ငံထဲမှာကုညီလိုအပ်နေတဲ့သူတွေကိုကုညီဖို့ရန်အတွက် sign board တင်မှာတကယ်လဲကူညီတယ်ကျွန်တော်တို့ကလေရင်ကွင်းမှာလိုအပ်တဲ့ဟာတွေမှန်သမျှတော်တော်များများမင်းတို့ပြောကူညီပေးမယ်သူတို့ကလည်းပြောတယ်ဒီ uniform တွေလေရင်ကွင်းအတွက် uniform တွေလိုအပ်ပါတယ်ဝန်ထမ်းတွေအတွက်ဆရာတို့ချက်ချင်းလုပ်ပေးတယ်ချက်ချင်းလုပ်ပေးတယ်ဘာတွေလိုအပ်သေးလဲသူတို့ရဲ့ပစ္စည်းတွေဘာတွေလိုအပ်လဲရေခဲတစ်တာတွေလားဘာလဲဘယ်တော့ပါကြမ်းသေးလဲဟမ်နင်တို့သွားပို့တာနှုတ်မသိဘူးလားတချို့ဖွဲ့တွေမရှိတော့ထင်တယ်ဒီကဖွဲ့တွေတော့ဖွဲ့တဲ့ဖွဲ့တွေမှာမပါလာသေးဘူးဒီမှာပါဘူးတမီးတို့ပါလားမပါသေးဘူးနောက်မှပါမှာဒါနောက်တစ်ဖွဲ့တွေ
Tamia pala, Mabade. Tiva Mapa pala, Aku, Mababi. The man ate on Tuaro Mabao, the Bangao Yoni Lieutenant. Hola, Chitune Yawn. Lingwama, you get the taro, microwave do, ye eat out a Sunday. I said, what happened? Me ba me kuni chen longane, shadow the kelode. Palodella. Hey, look kunya me. Dinang and do a piaconji piame. You might be daddy or dinang a lavo, loaded la shot at Simemo. I do a piano pecan as what they piam. Amen. Saku project who loaned it. She might be pure and be my film building. Lure to see them, Lure to see them building. But I'll call Lolo Mabione Mabi machine. But I'll call by Lolo. Kauna load on my check where she did it. Dion Mabione, P. My Biora. To call Piers and Harry, Mima Lumu to call you people. The Sewa Kutamuna sign a yawobia. Mima be that a yando kayo there go. Oh, but then I need to say on one name, but then I do say on one name. I alluded to a fellow low amless or a by nature, who a soyane, ni name or low put a sheet. Piroma, Mimanang and Hema, Mimanang and died him a shawny, Miawiti by Yauna. But through Bahama looks Halumia who my best only. Tima Basia woman modo. Through La Madima don't Salomia opiende. Tame. This Yawuni pian lebro, a look ya yidua, below low amle. Shadow piensin in there. Piensin from Yama be daddy to be. Ella, Kuta Pimes when Yanem la Sura Muri. That's when Nia Shadow Shadow me. Shadow Loame. That is a piece in heavy. Idea she to lay lotion Lolo Yare, Pianam shoe. Tame. Dilo Nalona or Loameno. But some Shido Lava so Matrosi and 11 European town aquadido. Malosation. Damagonza. Tokayao Lava so Mabe. Mema Pitachi and Piansa where she did it. Save Yabugone, Edade. The guess save Yabugone. Piroma, a look ballet, a look up it. Pilebio, Taulas alarm you. Poesa you do it. Malotima Buddha de Kesaria. Say Lom Gonza Jau. Parilem do you. Machine no bia daria. Dadon di to me a shibia, the Yogi do the Mashiva Nebia. Amen. The Kazari Malobane. To a Piaconji Shiba, the Piosama Piaconji Shi, the Piosama. Amen. Ye Piosama Aruma Piaconji Shi. Hallelujah. Piaconji so that Matano Nigo Monmaro, kick Alana Bamasai, keep out so doabazi. Payana can't do swim with a tatami to a letter in the Degeo Namela and I swim with a Payapide. Hallelujah. Yogi Yere to the Pipase. Yogi Yere to the Pipase. Amen. Amen. I don't do Chanoye leva, Akusia Debela, Akutin and leva, Balesoro. Payata the midi, Tumiasia, you are at that time, Hopene. Tumiago, Pekan, Nayare at that dabe, Piame, Soda. Era, Chanoy Yogi, Shimabia. You know, I time a Piamabia. Go me Tazo Copia, Twinway Young Nemacabu. Go back windy over Piale, Twinway and a Dua. Payaya, Tadami, the Pico Piame. Era, Chanoy Yogi, Shimabia. Payale Alolushi. Hallelujah. Thank you, Lord Jesus. The Shalichia, English bar version don't tell them do that. Bar version don't let me do now version the cool out. And my infirmities so that weakness so that my infirmities so that version sheet. Weakness so there's a God, infirmities so there's a God sheet. Infirmities, Dema, Labi, hold there. Yeah. That's what I'm talking about. And see here. Likewise, the Spirit also helped our infirmities. Infirmities so they haga. Tao di nature no shinom. Di na yi go mount mado. Challenge no biobam.
level စင်တက်ပြီးတော့မှဒီနေ့သွားကြရအောင်ဒီနေ့လာတဲ့မိသားစုတွေအရန်ကောင်းကြီးဖြစ်တယ်ဗျာအာမင်โอเคနံပါတ်1ယေရှုကိုယုံကြည်လက်ခံလိုက်ပြီဆိုရင်ဘာသာရေးခရစ်ယာန်ကျွန်တော်မပြောဘူးနော်ဘာသာရေးခရစ်ယာန်ကျွန်တော်မပြောဘူးလဝကတိုင်မှာယေရှုငါ့ရဲ့အပြစ်ကြွေးဝတ်ကြွေးဝတ်နာချိန်ချင်းအမင်္ဂလာအားလုံးကိုအကုန်ယူဆောင်သွားပြီးတော့မှအသေးခံတယ်ငါတို့အပြစ်တွေအားလုံးအတွက်ပေးဆက်တယ်3 ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်သွားတဲ့ဖယားကငါဖယားငါအတွက်ပေးခဲ့တဲ့ဖယားလို့သင်ယုံကြည်လက်ခံလိုက်တာနဲ့မထာကဲတင်ချင်းထာဝရတပဲရတာမဟုတ်ဘူးဗျ။တန်ရှင်သောဝိညာဉ်တော်ကသင်ရဲ့အတ္တတာထဲကိုဝင်ရောက်လာတယ်။ဟာလေလုယာ။မရမဆိုလို့ကျွန်တော်ပြန်ပြောမယ်မီယိုဖလာခရိယန်တော့ကျွန်တော်မသိဘူးဗျ။ယေရှုကိုတကယ်ယုံကြည်လက်ခံပြီးငါတို့ရဲ့ဝတ်ကြွေးဝတ်နာကျင့်ချင်းအမင်္ဂလာအားလုံးကိုယူဆောင်သွားပြီးလဝကတိုင်မှာအသေးခံတယ်3 ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်သွားတဲ့အသက်ရှင်တဲ့ဖယားကငါရဲ့ကယ်တင်ရှင်ငါရဲ့အရှင်သခင်ဖြစ်ယုံကြည်လက်ခံပါတယ်လို့လူရှိဖယားရှိဝန်ခံလိုက်တဲ့နေ့ရနဲ့စပြီးတော့မှအဲ့ဒီအချိန်မှာပဲ right at the moment Holy Spirit will come into your life hallelujah အဲ့ချိန်နဲ့ဆိုတန်ရှင်တော်ဝိညာဉ်တော်အသင်အထဲမှာဝင်ရောက်လာပြီအာမင်Hallelujah အဲ့လောက်ရပြီလား Very good တန်ရှင်သောဝိညာဉ်တော်ဝင်ရောက်လာတဲ့နေရာနဲ့စပြီးတော့မှတန်ရှင်သောဝိညာဉ်တော်ရဲ့အဓိကအလုပ်ကဘာလဲတဲ့တန်ရှင်သောဝိညာဉ်တော်အဓိကအလုပ်ကကုညီမဇတော်သူတဲ့ Come on ယေရှုယုံကြည်လက်ခံပါတယ်ကျွန်တော်အရှင်သခင်ကယ်တင်ရှင်ဖြစ်ပါလို့ယုံကြည်လက်ခံလိုက်တဲ့အချိန်မှာပင်လင်တန်ရှင်သောဝိညာဉ်တော်တဲ့ထဲမှာဝင်ရောက်လာပြီအာမင်မရမှာဆိုလို့ပြီးရင်ကျွန်တော်ဒီကိုပြန်လာမယ်ဒါပေမဲ့ဒီမှာပဲဒါလေးပဲဖွင့်လာလိုက်ဒါလေးပဲဖွင့်လာလိုက်ရှုပ်သွားမှာဆိုလို့ဟာတာကြည့်အေဖတ်1 73ဖတ်ပြီးရင်ဒီကျမ်းစာကိုပြန်လာမှာပဲယောမရှင်26ပြန်လာမှာပဲဒါပေမဲ့အေဖတ်1 73ကိုလည်းနည်းနည်းလေးဖတ်လိုက်တင်တို့သည်လည်းကယ်တင်တော်မူခြင်းနဲ့ကယ်တင်တော်မူခြင်းအကြောင်းနှင့်ရှင်သောဧဝံဂေလိတရားဒီဟုသောတမန်တရားကိုကြားနာ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှဧဝံဂေလိတရားကိုကြားပြီးတော့မှထိုခရစ်တော်ကိုယုံကြည်ပြီးရင်ဘာဖြစ်လဲဂတိတော်နှင့်ရှင်သောဂတိတော်တိုင်ဖယားဂတိတည်တဲ့ဖယားပြောဂတိတည်တဲ့ဖယားဂတိတည်တဲ့ဖယားကငါရဲ့ဝတ်ကြွေးဝတ်နာချိန်ချင်းအမင်္ဂလာတွေအားလုံးငါရဲ့အပြစ်တွေအားလုံးယူဆောင်သွားပြီးတိုးတငယ်ဒီဟုသောယေရှုခရစ်တော်ငါရဲ့ကယ်တင်ရှင်ဖြစ်တယ်လို့သင်ယုံကြည်လက်ခံလိုက်တဲ့နေ့ရက်နဲ့စပြီးတော့မှာတဲ့ဘာဖြစ်လဲပြောဂတိတော်အတိုင်းဘာဖြစ်လဲဂတိတော်နှင့်ရှင်သောတန်ရှင်သောဝိညာဉ်တော်၏တစိတ်ခတ်ခြင်းကိုခံရကြပြီအာမင်ဖယားဂတိတည်တယ်ပြောဖယားဂတိတည်တယ်ဆိုတော့အဲ့ဒီနှုတ်ကပတ်တော်တိုင်းသွားမယ်ဆိုနင်တို့ကျမ်းစာလေးထိုးဖို့လွယ်ရင်ထိုးလိုက်ပြီးရင်ဒီကိုပြန်လာမယ်နော်လွယ်ရင်ထိုးလိုက်အားလုံးလည်းသိရလေအောင်Okay, good. ဧဖတ်1 73ဆိုဘာပြောချင်လဲဆိုယေရှုဧဝံဂေလိတရားကိုကြားပြီးတော့မှယေရှုယုံကြည်လက်ခံတာအမှန်ခရိယန်ဖြစ်လို့ယေရှုယုံကြည်လက်ခံတာအမှန်သဘောပေါက်လားမသိစားပြောချင်တာခရိယန်ဖြစ်တော့ကြောင့်ငါအဖေမေခရိယန်ဖြစ်လို့ငါခရိယန်လိုက်ဖြစ်တယ်ဆိုတာအဲ့ဒါဘာသာရေးခရိယန်ဧဝံဂေလိတရားကိုယုံကြည်လက်ခံပြီးမှဧဝံဂေလိတရားကိုသဘောပေါက်ပြီးတော့မှယုံကြည်လက်ခံတယ်ဆိုတော့စိတ်ချတယ်အဲ့ဒါမဟုတ်ရင်ဟိုးစားတိတ်မစိတ်ချရအောင်ဒါမီယိုဖလာခရိယန်နေများတယ်ကယ်တင်တော်မူခြင်းအကြောင်းနဲ့ရှင်တော့ဧဝံဂေလိတရားဒီကုသိုလ်တမန်တရားကိုကြားပြီးတော့မှဘာဖြစ်လဲကွထိုခရစ်တော်ကိုယုံကြည်ရင်ဘာဖြစ်လဲဂတိတော်နဲ့ရှင်တော့ပါလဲတန်ရှင်တော်ဝိညာဉ်တော်တန်ရှင်တော်ဝိညာဉ်တော်ပါလဲတစိတ်ခတ်ခြင်းကိုခံရတယ်ဟုတ်ပြီဒါဆိုရင်နားလည်အောင်ရှင်းပြမယ်ဆိုရင်သင်ကဖယားရဲ့တန်ရှင်တော်ဝိညာဉ်တော်ခြင်းဝေရဗိမာန်တော်ဖြစ်တယ်ဒါပေမဲ့အောင်းစရာကောင်းတာကနားလည်အောင်ရှင်းပြမယ်ဆိုရင်ဟိုတယ်နဲ့ရှင်းပြမယ်ဆိုရင်သင်ယေရှုယုံကြည်အဲ့လိုလက်ခံလိုက်တာနဲ့ဟိုတယ်မှာတို့ဝင်ပြီဆိုရင်ဘာလုပ်ရလဲ check in လုပ်ရတယ်အဲ့ဒီနေ့နဲ့စပါတန်ရှင်တော်ဝိညာဉ်တော်က check in လာလုပ်ပြီသင်ထဲမှာ check in လာတော့သင်ထဲမှာနေပြီဒါပေမဲ့ तू ဘယ်တော့မှ check out မလုပ်တော့ဘူး hallelujah hallelujah
ကက်ကဘာကုန်တီတောင်မင်းတို့နဲ့ငါအတူရှိမယ်လို့ပြောတဲ့ဖခင်ကချက်ကင်လာလို့အဲ့နဲ့နဲ့စတင့်တဲ့ဝင်ရောက်လာတာဘယ်တော့မှပြန်မထွက်တော့ဘူးဟာလေလုယာမှတ်ထားပေးဘယ်တော့မှပြန်မထွက်တော့ဘူးဟိုးတုန်းကတော့ဓမ္မဟောင်းကာလတုန်းကတော့ထွက်တာဝင်တာရှိတယ်ဝင်တာထွက်တာရှိမယ်ဓမ္မသစ်ကာလမှာမဟုတ်တော့ဘူးထာဝရကာလနဲ့ဆိုင်သွားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ထာဝရကာလထိတာဝန်ယူသွားပြီဖြစ်တယ်ဒါကြောင့်ထာဝရနဲ့ဆိုင်တဲ့အရာကိုယေရှုလှုပ်ဆောင်ပေးခဲ့တာမရှင်းကျွန်တော်ပြန်ပြောမယ်ပြတ်ဆို့ဖျားခင်သားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းတော့မရဘာလို့ရလဲအာထာဝရတတ်ပါဆုံးမှာထာဝရပါဆုံးမှာထာဝရပဲအဲ့ဒါကိုစိတ်ညစ်စရာကောင်းတယ်ကဲတင်ချင်းဆုံးရှုံးနိုင်သေးတယ်ရှောက်ပြောတဲ့အဖွဲ့ရှိတယ်ကဲတင်ချင်းဘယ်လိုဆုံးရှုံးမှာလဲထာဝရတတ်ကိုရပြီဆိုမှတော့ထာဝရဆိုတာထာဝရပေါ့ထာဝရဆိုတာဘာလဲထာဝရဆိုတာထာဝရပဲထာဝရပါဆိုမှပဲအဲ့တော့ဆုံးရှုံးနိုင်တဲ့လုံလဲသူ့ဘာသာဆုံးရှုံးထာဝရပါဆိုမှပဲဘုရားခင်သားတော်ယုံကြည်သောသူပေါင်းတို့ဒီပျက်စီးခြင်းတို့မရထာဝရအသက်ကိုရစေခြင်းကယေရှုရတဲ့နေ့အစားဘာရသွားပြီလဲထာဝရအသက်ရပြီပြီးသွားပြီကွာဖီနီတိုကွာဝီလီနောက်ဘာသာစကားတွေမေးလို့တော့ပြီထာဝရအသက်ရသွားပြီ come on ထာဝရအသက်ရသွားပြီ very good ထာဝရအသက်ရသွားပြီ okay ထာဝရအသက်ရတဲ့လူကိုဖခင်အယံတန်မိုးထားတယ်ဗျဩခင်ဗျာတိတ်မရလိုက်မှာဆိုလို့ထာဝရအသက်ကိုရသွားတဲ့လူကိုဖခင်ကပေါ့ဆာမတွက်တော့ဘူး you are special hallelujah you are special for the kingdom of God you are special Woo, hallelujah ကိုမသိလို့မရဘူးယေရှုအဖြစ်ကိုက special ပဲဒီမရလည်းမဆိုလို့ပြန်သူက special ကိုဘာလဲအငင်နေတဲ့ဖွဲ့တွေပြောလိုက်စမ်းပါတယောက်နဲ့တယောက် you are special hallelujah you are special မရမဆိုပြန်မယ် you are very very important person VIP ပဲမဟုတ် VVIP you are very very important person for the kingdom of God hallelujah amen စိတ်ဓာတ်ကြတယ်ပြောစိတ်ဓာတ်ကြတယ်စိတ်ဓာတ်ကြတယ်ဟာလေလုယာဆိုတော့ထာဝရတက်ကိုရသွားတဲ့ဖခင်သားသမီးတွေအတွက်ဖခင်ဘာလုပ်ပေးလဲဘာလုပ်ပေးလဲတန်ရှင်သောဝိညာဉ်တော်သင်နဲ့အတူရှိစေတယ်ပြောပါရှိစေလဲဒါဆိုရင်လာပြီယောမရှစ်26ကိုပြန်သွားတော့မယ်ဒီလိုရှင်းမရမယ်ယောမရှစ်26ထိုမပြောပါဖတ်ပါဘေးမှလည်းရှင်းလားနင်းလားဖတ်သားလေးဖတ်ထိုမတပါငါတို့မတတ်နိုင်သောအရာမှာဝိညာဉ်တော်သည်မဆတော်မူ၏ခဏရက်လိုက်မယ်ဒါအရေးကြီးသွားပြီ likewise the spirit အင်္ဂလိပ်မှာဆိုရင်တတိထား likewise the spirit လို့ပြောရင် s ကအကြီးဖြစ်နေတယ်အဲ့ဒါတန်ရှင်တော်ဝိညာဉ်တော်ပြောတာဖြစ်တယ်ခေါင်းမမင်းနော် likewise the spirit also help our what infirmities ဆိုတာကဘာလဲဆရာဒီမှာနည်းနည်းထိုးပြမယ်ခင်ဗျပါပွင့်လေးနည်းနည်းပြပါပွင့်ပြဒါရေးကြည့်တယ် online မှာရှိတဲ့ဖွဲ့လည်းနည်းနည်းလေးလာရတာပေါ့ဗျာနည်းနည်းပါပေါ့ရကြလားဆရာပို့ထားတယ်ရလားဒီဖုန်းတစ်တွေစိတ်ညစ်တာအဲ့ဒါပဲရှာမတွေ့တော့ဘူးပြန်မလို့အကွက်တွေအများကြီးပဲဘာလဲမသိဘူးဟမ်အဲလေ
Okay infirmity ဆိုတဲ့စကားအင်္ဂလိပ်လိုဆိုရင်ဘာလို့လဲနည်းပေါင်းကြည့်ပါဦးငါသမီးဘာလဲဒီလိုပဲလေဟမ်Estenia လားထားလိုက်ဒီမှာဘာတွေ့ရလဲဆိုတော့ infirmity ဆိုတဲ့စကားက of the body is native weakness and frailties feebleness of health or sickness ဆိုတော့ဘာပြော infirmities လို့ပြောလာတယ်ဘာပြောယောဂါကိုပြောနေတာ infirmity ဆိုတာဘာလဲယောဂါဆိုတော့ဒီမှာခုနကစကားမှာဘာတွေ့ရလဲအခုနကကျမ်းစာမှာဆရာဒီနေ့နည်းနည်းတင်ချမှုပိုင်းလေးနည်းနည်းလေးသွားမယ် The Spirit also helped our what infirmities ဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကကူညီမဆတယ်ဆိုတော့ infirmity ဆိုတဲ့အပိုင်းကိုမသွားခင်မှာနောက် PowerPoint တစ်ခုသွားခြင်းနဲ့ help ဆိုတဲ့စကားကိုသွားမယ် help ဆိုတဲ့စကားကိုသွားမယ် help Senandi lambanomai something. Okay, tu a shit long no sia le ma phat da do. So the help ဆိုတဲ့စကားကဘာလဲလို့ပြောလာတဲ့အခါမှာသင်ရဲ့ကိစ္စအဝဝကိုကူညီပေးတာတခုတည်းမဟုတ်ဘူး help ဆိုတဲ့စကားကသင်ရဲ့ကိစ္စအဝဝကူညီပေးတာဥပမာဗျာတန်ရှင်းသောဝိညာဉ်တော်ကိုဖခင်ကထားပေးခဲ့တယ်မိဘမဲ့ရဲ့တော့ဆုံးပြမထားဘူးတဲ့ဝိညာဉ်တော်ငါမင်းတို့ဥပိ္ပစေဆရာကြီးတော့တန်ရှင်းသောဝိညာဉ်တော်ငါစေလို့မယ်ဥပိ္ပစေဆရာရဲ့အဓိပ္ပာယ်ပါလဲဆိုတော့ Paracletos တနည်းအားဖြင့်ပြောကူညီမဆတော်သူကူညီမဆတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့သင်ရဲ့အတ္တတာရဲ့လိုအပ်မှုတစ်ခုစီတိုင်းမှာ तू ကကူညီဖို့အစဉ်သင့်ရှိတယ် Helloဆိုတော့ဒီမှာကြည့်ညီကောင်မောင်မတို့သင်ဟာယောဂါဖြစ်လာရင်အဲ့ဒီယောဂါအတွက် तू ကကူညီပေးခြင်းတယ်ဆိုတော့အခုနက AI နဲ့ HI ဘာကွာလဲဆိုရင်အဲ့ဒါကွာတယ် AI ကတော့ information ပဲပေးတယ် HI ဆိုတဲ့ Holy Spirit intelligence ကတော့သင်ရဲ့ကျမ်းမာခြင်းကိုပါပြန်ပေးနိုင်တဲ့ဖခင်ဖြစ်တယ် Hallelujah သင်ကိုကူညီဖို့အစဉ်သင့်ရှိတဲ့ဖခင်ဖြစ်တယ်ယေရှုခရစ်တော်လောကမှာရှိစဉ်အခါမှာသူနဲ့ထိတွေ့သောသူတိုင်းကကျမ်းမာသွားတဲ့ကဲ့သို့ယေရှုကဘာပြောလဲငါသွားရင်မင်းတို့အတွက်အကျိုးရှိမယ်တဲ့ဘာအတွက်လဲဆိုတော့ဘာအတွက်အကျိုးရှိတာဆိုတော့ဒီမှာကြည့်ဆရာရှင်းပြမယ်ယေရှုကသူဂါလိလဲပြည်မှာရှိရင်သူရှိတဲ့နေရာမှာနိုးထမှုတွေဖြစ်တယ်အနာယောဂါတွေငြိမ်းတယ်ဒါမဲ့ तू ကဂါလိလဲကနေပြီးတော့မှဒီဘက်ကိုသွားလိုက်ပြီးဆိုတာနဲ့အဲ့ဒီမှာနိုးထမှုဘာမှမရှိတော့ဘူးဒီမှာပြန်ဖြစ်နေတယ် तू ရှိတဲ့နေရာလောက်မှာပဲနမိတ်လက္ခဏာရှိတယ် तू မရှိတော့ရင်နမိတ်လက္ခဏာမရှိတော့ဆိုရင်ယေရှုကငါသွားရင်မင်းတို့အတွက်အကျိုးရှိမယ်တဲ့ဘာဖြစ်လို့ဆိုတော့တဲ့ငါသွားတဲ့အခါမှာဥပိ္ပစေဆရာကိုငါစေလွတ်မယ်တဲ့သိချင်တော့ဥပိ္ပစေဆရာယေရှုကိုယုံကြည်လက်ခံတော်သူတိုင်းရဲ့အသက်တာထဲမှာဘာစီးဆင်းလာလဲဘာဝင်ရောက်လာလဲဘယ်သူဝင်ရောက်လာလဲတန်ရှင်တော်ဝိညာဉ်တော်ဝင်ရောက်လာတဲ့အခါမှာတဲ့ဝိညာဉ်တော်ကဘာလုပ်ပေးလဲတဲ့အလုံးလိုက်ဆိုရအောင် Where the Spirit of the Lord is there is a liberty ဝိညာဉ်တော်ရှိတဲ့နေရာမှာအမြဲတမ်းဘာတွေရှိနေလဲလွတ်မြောက်ခြင်းတွေဖြစ်နေတယ် Hallelujah ဆိုတော့ဒီမှာကြည့်အောင်ငါသွားမယ်တဲ့ဒါပေမဲ့ငါ့ကိုယုံကြည်သောသူတွေအပေါ်မှာတဲ့ငါကတန်ရှင်သောဝိညာဉ်တော်စေလွတ်တဲ့အခါမှာတဲ့
တန်ရှင်းငါ့ကိုယုံကြည်တဲ့သူတွေနိုင်ငံတိုင်းမှာလူမျိုးတိုင်းမှာဝိညာဉ်တော်လက်ခံမိစွာနဲ့နိုင်ငံတိုင်းကတကဘာလုံးမှာတစ်ချိန်နဲ့ငါကအလုံးလို့ရသွားပြီတဲ့ငါသွားရင်မင်းတို့တို့အကျိုးရှိမယ်တဲ့အာမင်ယေရှုရှိတဲ့အချိန်မှာပဲယေရှုရှိတဲ့နေရာလေးမှာပဲဖြစ်တာမဟုတ်ဘဲနဲ့ယေရှုကိုယုံတဲ့သူတိုင်းရဲ့အပေါ်မှာဝိညာဉ်တော်ကယေရှုရှိနေတကယ်တော့အလုံးလို့ရလာတယ်တဲ့အာမင်ဆောရမချီအဲ့ဒီဝိညာဉ်တော်ကကုညီမစားတယ်တဲ့ဘယ်လိုကုညီမစားလဲတဲ့ညီကောင်မတော်ကြောရှင်းပြမယ်နံပါတ်1သင်ဘယ်လိုဆုံးဖြတ်မှမသိရင် तू ဆုံးဖြတ်ပေးလိုက်မယ်ဘယ်လိုဆုံးဖြတ်မသိရင်ဉာဏ်ပညာသင်ကိုပေးလိုက်မယ်ဆုံးဖြတ်တတ်ဖို့အာမင်သင်စီးပွားရေးလုပ်ချင်တယ် AI ထက်ပိုကောင်းတာ HI Holy Spirit Intelligence သင်ကိုဘာလုပ်ပေးလိုက်လိမ့်မယ်ဟမ်သင်ကိုဉာဏ်ပညာပေးလိုက်မယ်အော်သင်မကြားလိုက်ဘူးသင်မကြားလိုက်ဘူးဟိရှာယအနာဂတ်ကြခန်းကြီး7ငယ်1မှာဘာပြောလဲလိုက်ဆိုမထူတော့ထာဖျားဤဝိညာဉ်တော်တည်းဟူသောဉာဏ်ပညာကိုပေးသောဝိညာဉ်ဘာပေးလဲကွရအလားရှောလမုန်ညကဘာမှာအမတချမ်းသာခဲ့သွားတာဘာပညာရသွားလဲအဲ့ဒီပညာကိုရတာလေဆိုတော့အဲ့ဒီပညာကိုပေးနိုင်တာဘာတူလဲဒါရှင်တော်ဝိညာဉ်တော်ဒါဆိုရင်ဘယ်လောက်ထိတို့ဆုံးရှုံးခဲ့လဲယေရှုကိုယုံကြည်မှဝိညာဉ်တော်ကဒီမှာရှိရတဲ့ဝိညာဉ်တော်နဲ့မတိုင်ပင်တဲ့အခါမှာဝိညာဉ်တော်အလုံးလုံးပေးလို့မရတဲ့အခါမှာတို့တွေဆင်းရဲနေတယ်ဝိညာဉ်တော်ကူညီရှင်နဲ့မင်းရဲ့ဆင်းရဲတဲ့ဘဝနဲ့ငါဆွဲထုတ်ရှင်နဲ့မင်းကိုဟလာဝမ်းနေတဲ့ဘဝနဲ့ငါမျိုးဆွဲထုတ်ရှင်နဲ့ကြောက်ရွံ့တဲ့ဘဝနဲ့ငါမျိုးဆွဲထုတ်ရှင်နဲ့မင်းရဲ့တတ်တာနဲ့ရှုံးနေတဲ့ဘဝနဲ့ငါမျိုးအောင်မြင်ရှင်နဲ့ပြန်ပေးခြင်းနဲ့ငါ့ကိုအလုံးလုံးခွင့်ပေးလို့ဝိညာဉ်တော်ပြောပေမဲ့တို့ကဝိညာဉ်တော်အခွင့်မပေးကြဘူးဝမ်းနဲ့စရာအရန်ကောင်းတာကဘာသာရေးခရိယန်ဘာသာရေးဖျားเจ้าတွေတော်တော်များများဝိညာဉ်တော်လုံးဝနေရာမပေးဘူးဘာပဲတင်လဲစ조사ရမယ်ပဲတင်တယ် no ယေရှုကတင်းအတွက်လဝကတ်တယ်မှာအကုန်လုတ်ပေးပြီးသွားပြီပြီးတော့မှယေရှုခရစ်တော်ယုံကြည်တဲ့သူတွေအတွက်ဝိညာဉ်တော်ကိုလုတ်ပေးဖို့ပြန်ဆင်လွှတ်လိုက်တာဟာလေလုယာတောင်းဆရာအမြဲတမ်းပြောတဲ့စကားရှိတယ်ဖခင်ကလုတ်ပေးခဲ့တယ်လုတ်ပေးနေတယ်လုတ်ပေးအောင်မယ်ဖခင်မနေ့ယနေ့နောက်ကာလမပြောင်းလဲတဲ့ဖခင်ကဘယ်တော့မှပြောင်းလဲစရာအကြောင်းမရှိဘူးမနေ့ကမဆတဲ့ဖခင်ဒီနေ့လည်းမဆနေတယ်နောက်လည်းမဆအောင်မှာဖြစ်တယ် Hallelujah say hallelujah say hallelujah ဒီချာတော့ညီကိုမောင်မတော်ယေရှုခရစ်တော်ကလာတဲ့ရှင်ထဲမှာသူနဲ့ထိတွေ့တော်သူတိုင်းဘာဖြစ်လဲလွတ်မြောက်ခြင်းတွေဖြစ်တယ်ဒီနေ့တရှင်တော်ဝိညာဉ်တော်နဲ့ထိတွေ့သူတိုင်းဟာသူ့ကိုထူချရမယ်ပို့ဆိုတာအဲ့ဒီဖခင်ရဲ့ဝိညာဉ်ကတင့်ထဲမှာလာတော့ကျင်းဝတ်တာတင့်ထဲမှာလာကျင်းဝတ်တဲ့ဖခင်ရဲ့ဝိညာဉ်ကဘယ်လောက်ထိထူချလဲအေဖတ်1:20ဘာပြောလဲဖခင်ဖခင်ရဲ့ဝိညာဉ်ကိုရပြီးတော့ဆုံးရှုံးနေဆိုအတိတ်ပဲမရှိဘူးဗျ ထိုတကိုးတော်ကခရစ်တော်ကိုသေခြင်းမှထားမြောက်စေတော်မူ၍ခရစ်တော်၌ပြုပြင်သောမဟာတကိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏ ဟာလေလုယာ အာမင် ဟာလေလုယာဒါကိုနားလည်ဖို့ရအတွက်ကျွန်တော်တစ်ချက်လေးဖတ်ပြရှင်းတယ်ယောမ8:30ကိုသွားလိုက်ခရစ်တော်ဒီသင်တို့ထဲ၌ရှိတော်မူလေကိုယ်ကာယသည်အပြည့်ကြောင့်အသေးဖြစ်တော်လဲဝိညာဉ်မူကဖြောက်မှခြင်းကြောင့်အသက်ရှင်လဲရှိ၏ဆက်သွား7ထိုမြတ်မကယေရှုကိုသေခြင်းမှထားမြောက်စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော်သည်ယေရှုကိုသေခြင်းမှထားမြောက်စေတာဒီမှာကျတော့ဗာပြောလဲယေရှုသေခြင်းမှထားမြောက်စေတယ်ဖခင်ရဲ့ဘာလို့ပြောလဲဝိညာဉ်တော်ပြန်ပြောသေချာနာတော့ယေရှုကိုသေခြင်းမှထားမြောက်စေတော်မူသောဖခင်ရဲ့ဘာလဲဝိညာဉ်တော်အခုနကအေဖတ်1:20မှာဗာပြောလဲတောင်းဆရာလေးဖြစ်နိုင်ကြမ်းပိုက်တယ်အများကြီးကိုဖြတ်မလို့မှကြီးစေခြင်းနဲ့သင်တို့တွေကိုထိုတကိုးတော်ကခရစ်တော်သေခြင်းမှတကိုးတော်ခရစ်တော်သေခြင်းမှထားမြောက်စေတယ်ပြောပြလားဒီကြမ်းပိုက်ကဒါပေမဲ့အခုနကြမ်းပိုက်ကဘာပြောလဲဝိညာဉ်တော်ယေရှုကိုသေခြင်းမှထားမြောက်စေတယ်ဖခင်ရဲ့ဝိညာဉ်တော်
ဒါဆိုရင်တင်းတော့ပြောလိုက်မယ်ဖခင်ရဲ့ဝိညာဉ်တော့တကိုးလားလို့ပြောလိုက်မယ်ဖခင်ဝိညာဉ်တော့တကိုးမဟုတ်ဖခင်ဝိညာဉ်ကဖခင်ပဲ အာမင် ဖခင်ဝိညာဉ်ဖခင်ပဲ အာမင် ဒါပေမဲ့ဖခင်ရဲ့ဝိညာဉ်ကအမြဲတမ်းဘာဖြစ်လဲတကိုးနဲ့အလုံးလုံးတဲ့ဖခင်ရဲ့ဝိညာဉ်ဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ရှိတယ်ဆိုရင်တင်းရဲ့အထဲမှာထုကိုထူချရမယ်အဲ့တော့ကျွန်တော်လက်မခံနိုင်တာဖခင်သားသိဖြစ်တော့မထူချောက်ကျွန်တော်လက်မခံဘူးဘာဖြစ်လို့လဲယေရှုတင်ကြီးမှာထားမြောက်စေတော်မူသောဖခင်ရဲ့ဝိညာဉ်မင်းထဲမှာတကယ်ရှိတယ်ဆိုရင်ကွာတဲ့ရှိလို့ရှိမှတော့မသိတဲ့ဖွဲ့တွေအများကြီးရှိကိုရှိတယ်ဘာကြောင့်လဲယေရှုယုံကြည်လက်ခံတဲ့အခါမှာဂတိတော်ရှိတဲ့အတိုင်းတန်ရှင်သောဝိညာဉ်တော်တစ်စိတ်ခတ်ချောခါပြီတဲ့တော့တန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်တဲ့ဗိမာန်တော်တွေဖြစ်သွားပြီအာမင်ဒါပေမဲ့သင်ရဲ့ပြဿနာဖခင်ဝိညာဉ်တော်ရှိလို့ရှိမှဘာလို့မသိတာလဲမှတ်ထား the greatest enemy အကြောက်ရဆုံးသောရန်သူကဘာတဲ့လား ignorance ဆိုတဲ့စကားအဲ့ဒါမှတ်ထားပြီကျွန်တော်ဘဝကိုဆုံးရှုံးစေတာ ignorance ဖခင်လုံနေတာကိုဘာဖြစ်လဲလစ်လူရှုတာတခါလေးမှာ serious မထားဘူးဖခင်နဲ့ပတ်သက်လာရင်လစ်လူရှုတတ်တဲ့အကျင့်အကြောက်စရာရမ်းကောင်းတယ်လူကိုဆင်းရဲစေတဲ့အထဲမှာလည်းအဲ့စကားလုံးမှတ်ထား ignorance တခုခုလောက်ရမယ်ဆိုတာပေါ်ပြနေပြီနောက်မှလောက်ပါပဲအဲ့ဒါ ignorance သင်ကိုဆင်းရဲစေတယ်အဲ့သင်ကိုဆုံးရှုံးစေတယ်လောက်ရှာရှိချက်ချင်းထားလို့ရတယ် ignorance ဆိုတဲ့စကားကကြောက်စရာရမ်းကောင်းတယ်လောက်ရမယ်ဆိုတာသင်ချက်ချင်းထားလို့ do it ဒါကြောင့် Nike ရဲ့တစ်စိတ်ကသူ့ရဲ့လုံးဝခံယူထားတဲ့ဟာပါလဲ just do it ဒါပေမဲ့လောကမှာလှုပ်ဖို့ကြောက်တဲ့အဖွဲ့တွေရှိတယ်ဘာလို့ကြောက်လဲပြောလောကမှာမလှုပ်ဟလားလှုပ်လိုက်လို့နောင်တရတာထက်မလှုပ်လိုက်ရလို့နောင်တရတာပိုများတယ်လှုပ်ရှားရှိတာလှုပ်လိုက်မှားသွားရင်ပြန်သင်ယူ you have to learn from your mistake and move on ကြောက်ပြီးတော့ဘာမှမလုပ်တဲ့ထဲမှာသင်မပါစေနဲ့ if you know that you have to do something just do it then you will never regret it တခုတော့တင်းပြောမှာပေါ့ကျွန်တော်လှုပ်မှားသွားရင်ဘယ်လိုလုပ်မလဲမှားသွားရင်ဘာဖြစ်လဲမမှားဘူးတဲ့သူလောကမှာရှိမှမရှိတာမှားမှကြောက်ရင်ဘာမလုပ်နဲ့ပြန်ပြောမယ်မှားမှကြောက်ရင်ဘာမလုပ်နဲ့အောင်မြင်တဲ့ကောင်တွေအားလုံးကမှားမှမကြောက်ပဲနဲ့မှားပေါင်းမြောက်များစွာကိုကြော်ဖြတ်ပြီးတော့မှသင်ယူပြီးတော့မှထိတ်ဆုံးရောက်ခဲ့တဲ့လူတွေကြီးပဲ do it yes do it သူများပြောမှကြောက်တယ်သူများအဖြစ်ပဲဘာမကြောက်နဲ့အဲ့ကြောက်တာနဲ့ဘယ်ခီးမှမရောက်ဘူးထိတ်ဆုံးရောက်တဲ့ကောင်တွေအားလုံးကသူများထက်မှားဘူးတဲ့သူတွေကြီးပဲ but they learn from their mistake hallelujah ယေရှုယုံကြည်လက်ခံပြီးထူးခြားတာပါလေယေရှုကိုတည်ခြင်းမှာထားမြောက်စေတော်မူသောဖခင်ရဲ့ဝိညာဉ်တော်သည်သင်တို့ထဲ၌ကျင်းဝတ်တော်မူလေ hallelujah ခရစ်တော်ကိုတည်ခြင်းမှာထားမြောက်စေတော်မူသောဖခင်ရဲ့ဖခင်သည်ခရစ်တော်တည်ခြင်းမှာထားမြောက်စေတဲ့ဘာလဲထားမြောက်စေတော်မူသောဖခင်သည်သင်တို့ထဲ၌ကျင်းဝတ်တော်မူသောမိမိပါလဲကွယ်ဝိညာဉ်တော်ပြန်ဘာဖြစ်လဲသေတတ်တော်သင်တို့ကိုယ်ကာယကိုပဲရှင်စေတယ်ဆိုတာအဲ့ဒါကိုပြောတာပြန်လဲကျမ်းမာစေတာ Holy Spirit intelligence ကသင်ကိုပြန်အောင်ကျမ်းမာစေတယ်ဆရာဝန်ကလက်လျှော့လိုက်ပြီးလို့ပြောတဲ့အရာကန်ဆာလို့ပြောတဲ့အရာကိုသင်ကိုမဆာမှာ AI မဟုတ်ဘူး HI Holy Spirit intelligence ဆရာဝန်မလုံနိုင်တော့ဘူး HI လုံနိုင်တယ် Holy Spirit intelligence His name is Jehovah Rapha. Can you say it with me? Jehovah Rapha. He is our healer. Amen. ဒီနေ့ဒီဝိညာဉ်တော်လှုပ်လှုပ်နေတယ်။မကြားမှာဆိုလို့ပြန်မယ်ဒီနေ့ဒီဝိညာဉ်တော်လှုပ်လှုပ်နေတယ်။ Hallelujah. AI က information ပဲပေးနိုင်တယ် HI ကတော့သင်အထဲကနေပြီးတော့မှသင်ကိုမဆာဖို့စင်သင်ရှိတယ် helper ဖြစ်တယ်နောက်တဲ့ level တစ်ဆင့်လေးသွားရအောင်မာကုခန်းကြီး7ငွေ24 Ora pasitia kaba thank you Lord Jesus ha shatila kodobo shitila kaba thank you Lord Jesus
နားမနေပြနာမရှိသေးဝိညာဉ်တော်နဲ့မိသားဖွဲ့တာများလိုက်သေးတနေ့တော့ချိန်မှာဘာမှညာမှမသိပဲတင်နားလဲတော့လိမ့်မယ်အဲ့ဒါဆရာကကနေဒါစရောက်တော့အဲ့ဒီအတထန်းနဲ့ရေးလဲဆူတောင်းနဲ့ဖွဲ့တယ်ဆရာရေးလဲဟာတလို့တာအဲ့ဒီဖျားကြောင်မှာသွားလိုက်ပါတိပါရှောက်လို့ဆရာရှောက်နောက်တယ်အဲ့ဒီနေ့မှာဖျားသူကဟာတလို့တဲ့ဆရာဒေးဗစ်လောက်ပြလိုက်အိမ်ပြန်ရောက်တော့ဆရာအိတ်တဲ့ချိန်မှာအိတ်လို့မရတော့ဘိုက်ထဲကအလုံးတစ်လုံးလေးခရီးနဲ့လုပ်တယ်အဲ့လိုမရအောင်ဘာပဲဖြစ်လဲဆရာကြောက်လဲကြောက်တယ်ဖြစ်လဲပြောပါဇက်ထဲကနေဘရောအဲ့လိုမျိုးဒီလိုထွက်လာတယ်ဆရာတယောက်တည်းအဲ့နဲ့သူများတွေတွေ့မှဆိုလို့ဆရာတကားပြစ်ပိတ်တယ်တယောက်တည်းမာစကားလည်းမသိထွက်လာအများကြီးပဲအဲ့ဒီဆောက်လို့ဆရာဆူတောင်းရင်တော်ကြာဆူတောင်းတယ်ဟိုတော့အဖိုးတွေဘွားတွေကနေဆူတောင်းလိုက်တာတမျိုးလုံးကုန်လည်းပဲ15မိနစ်ပဲကြာတယ်ဆူတောင်းတော့ပြီးသွားပြီဒါပေမဲ့အဲ့ဒီနေ့ကနေစပြီးဆူတောင်းတာဝိညာဉ်တော်ကရေးလဲဥဆောင်တာဟဲ့တိလာမသိဘူးဝိညာဉ်တော်မဥဆောင်မနဲ့တင်ဆူတောင်းရင်လေအယားဆူတောင်းတာပြင်းကြကောင်းတယ်ဆောက်ဆူတောင်းအကြာကြီးဘယ်လောက်ဆူတောင်းဘယ်လောက်ပဲဖြစ်ပြင်မလာတာပဲရှိတယ်ဒါပေမဲ့ဝိညာဉ်တော်မဆတဲ့နေ့ကနေစတော့ဆူတောင်းတာလေအဲ့မြောက်တော်ထဲမှာနေ2နိုင်3နိုင်ကြာသွားတာမသိလိုက်ဘူးကြည့်လိုက်ရှင်မှာဟာဒိုးသွားပြီလို့တော့အချာမသိလိုက်ဘူးအရင်ပေါ်ပါတာပဲပြန်တော့လာဝိညာဉ်တော်ကူမဖို့စင်တယ်မယ်ဒီနေ့ချစ်တော်ညီကိုမောင်မတော်အားပေးရှင်တယ် AI ခင်မှာအိတ်ဆိုင်လေးကိုမမင်းနဲ့အာမင် AI ခင်မှာအိတ်ဆိုင်မမင်းနဲ့အိတ်ဆိုင်တော့ AI ကအတိတ်ပဲသိတာအနာဂတ်မသိဘူးအိတ်ဆိုင်ကတော့တင်ရဲ့အနာဂတ်ကိုသိမူစီရဲ့အိမ်ကမူစီလာမယ်ဒီမူစီတယောက်ကသူကလည်းကလေးနေတာတစ်ချိန်လုံးဘာပြောဆိုဘာကြီးဒေးဗစ်လာဆိုရှာလိုက်တာတဲ့ဘာကြီးတော့ကုန်သိနေတော့လေ AI ကတဲ့ဒါဆိုထပ်မေးလိုက်လို့မနှက်ဖန်ဒေးဗစ်လာဟောမဲ့တရားဘာလဲဆိုတာမေးလိုက်လို့သူပြန်ရောက်လာဘာကြီး AI မဖြစ်နိုင်တော့ဘူးတဲ့အဲ့ဒါကိုဖြေနိုင်တာတော့အိတ်ဆိုင်ပဲ Holy Spirit Intelligence ကသင်ကိုပြင်ဆင်ထားပြီးသား Hallelujah Amen AI ကဒီလိုပြောလိုက်မယ်နောက်ဆုံးတစ်ချက်ပြောပြမယ်အသင်းတော်တိုးပွားရှင် AI မေးစရာမလိုအိတ်ဆိုင်ကိုမေးလိုက် Amen Holy Spirit Intelligence ကဘယ်လိုကြီးထွားလုပ်အောင်လဲတရှင်တော်ဝိညာဉ်တော်မဆားတဲ့ခါမှာတရက်ထဲမှာလူ3000ကျော်ပြောင်းလဲတယ်တရက်ထဲမှာခေါင်းမာတဲ့ချူးတွေတရက်ထဲမှာလူ3000ကျော်ပြောင်းလဲတဲ့ယေရုရှလင်မြို့မှာနိုးထမှုကြီးဖြစ်တယ်အဲ့ဒါ AI လုပ်ပေးတာမဟုတ်အိဆိုင်လုပ်ပေးတာ Hallelujah Amen It's not artificial intelligence Holy Spirit intelligenceဒါရှင်တော်ဝိညာဉ်တော်အသင်ရဲ့တက်တာကိုအသင်တော်ကြီးထွားအောင်လုပ်ပေးနိုင်တယ်အာမင်ကြောက်စရာကောင်းတယ်အသင်တော်ကြီးထွားဟိုလိုဒီလိုလုံးလို့မရအောင်ငါအသင်တော်ငါတိဆောက်မယ်လို့ပြောထားပြီးသားအာမင်သင်ဖာတာကြိုက်တဲ့ညာနဲ့ဟောအသင်တော်ကိုကြီးထွားအောင်ဝိညာဉ်တော်ပဲလုပ်လို့ရတယ်လူလုပ်လို့မရအောင်အာမင်အသင်တော်ကြီးထွားဖို့ AI ကိုသွားမေးပြီးတော့လုပ်ကြည့်ရလားလို့အာမခံရတယ်သွား AI ပြောတဲ့အတိုင်းလုပ်မကြည့်တော့ဘာကြောင့်သလားလူတယောက်နှလုံးသားပြောင်းလဲစေတဲ့ AI မဟုတ်ဘူးအိဆိုင်အာမင်ကဘာမှာအကြီးမားဆုံးနမိတ်လက္ခဏာတေရှင်ကနေရှင်းပြထမြောက်တာမဟုတ်ဘူးအကြီးမားဆုံးနမိတ်လက္ခဏာကအတ္တတာပြောင်းလဲတာအာမင်လူတယောက်ပြောင်းလဲအောင်တင်သွားလို့မရဘူးဝိညာဉ်တော်မဆားမှာပြောင်းလဲတာအာမင်ဟာလေလုယာဟာလေလုယာညာနဲ့လှုပ်လို့မရဘူးပြောညာနဲ့လှုပ်လို့မရဘူးဝိညာဉ်တော်မဆားလိုက်မယ်တိမဒီနေ့ဘာအားနေချက်ရှိလဲဝိညာဉ်တော်ကိုအကူကြီးတောင်းလိုက်တင်းကိုမဆားမဲ့ဝိညာဉ်တော်ကပျော်ကြီးတင်းကိုကိုကြီးမဆားသွားလိမ့်မယ်စောင့်နေတာကြာပြီ Holy Spirit intelligence will help you Hallelujah Hallelujah
ထို့ကြောင့်ငါဆိုဒီကသင်တို့ဒီဂျေဇုကိုရမည်ယုံကြည်သောစိတ်နဲ့ဆုတောင်းမယ်ရလိမ့်မယ်ဒီမှာအင်္ဂလိပ်မှာပဲဆရာပြောတော့မယ် Therefore I say unto you what things so ever you desire when you pray believe that you receive them and you shall have them မကြည့်မင်းတို့တောင်းချင်တဲ့ဆုကိုတောင်းกว่าတဲ့ဘလို့လဲညီမနော် believe that you shall receive them မင်းဆုတောင်းတဲ့အခါမှာတဲ့အဲ့ဒီဆုကိုရပြီဆိုတာကိုမင်းယုံကြည်ရင်တဲ့မင်းတောင်းတဲ့ဆုကိုမင်းရပြီလို့ယုံရင်တဲ့ရကိုရတယ်ကွာတဲ့ဒါပေမဲ့အရှိမပြန်လာတယ်ဘယ်အချိန်မှာယုံရတာလဲတဲ့ when you pray တဲ့မင်းဆုတောင်းတဲ့အချိန်မှာအဲ့ဒီဆုတောင်းနေတဲ့အချိန်မှာမင်းရပြီလို့မင်းယုံရင်မင်းရမယ်တဲ့တင်မရလိုက်ဘူးတင်မရလိုက်ဘူးဘယ်အချိန်မှာယုံရတာလဲရပြီလို့ဆုတောင်းတာရမှယုံရတာမဟုတ်ဆုတောင်းနေတဲ့အချိန်မှာဆုတောင်းတဲ့အရာကိုရပြီလို့ယုံရင်ရပြီလို့ကျမ်းစာပြောနေတာ when you pray believe that you should receive them then you will have them သင်ဆုတောင်းတဲ့အချိန်မှာရပြီလို့သင်ယုံရင်မိရကိုရလိမ့်မယ်ဒီနေ့ညနေမှာကျွန်တော်အနေနဲ့အားပေးချင်တာကစာရမလဲစားပါစေနဲ့သင်ရောတကယ်မဆဖို့သင်ကဝိညာဉ်တော်ရဲ့မဆခြင်းတရားရဂိုင်တို့ခံရဖို့ထိုက်တန်တော်သူဖြစ်ပါတယ်ဘသူအားဖြင့်လဲဆိုတော့ယေရှုအားဖြင့်ဝိညာဉ်တော်ကမဆဖို့သင်ကိုစောင့်နေပါတယ်ဝိညာဉ်တော်ကူမဖို့စောင့်နေပါတယ်သင်ရဲ့ငွေကြေးကိစ္စလားသင်ရဲ့အိမ်တော်ရဲ့ကိစ္စလားသင်ရဲ့စီးပွားရေးကိစ္စလားသင်ရဲ့ဘယ်ကိစ္စမဆိုသင်ရဲ့မဆဖို့ AI ထက်ပိုကောင်းတဲ့ HI ရှိပါတယ် Holy Spirit Intelligence ကသင်ကိုမဆသွားပါလိမ့်မယ်သင်ကိုဖြည့်ရှင်းပေးပါလိမ့်မယ်သင်ကိုဥဆောင်သွားပါလိမ့်မယ်သင်ကိုပြန်လဲတက်မှတ်ပေးပါလိမ့်မယ်သင်ကိုဉာဏ်ပညာနဲ့ဘယ်လိုဆုံးဖြတ်မလဲဆိုတာပြသွားပါလိမ့်မယ်